ခါရီတော့ပါဒီနေ့2025မေလ23ရက်နေ့ကျွန်တော်တို့ကုမ္ပဏီဆိုင်ရာအထွေထွေဗဟုသုတဆွေးနွေးခဲ့ပါတယ်ဒီဆွေးနွေးတဲ့မှာဆရာကြီးဦးအောင်နိုင်ကဦးဆောင်ပြီးဆွေးနွေးလာဖို့ခဲ့ပါတယ်ကျွန်တော်တို့ဆိုပြီးအခုကုမ္ပဏီဆိုင်ရာဗဟုသုတကိုဆွေးနွေးလာရင်ကာလကကျွန်တော်တို့3ပတ်မြောက်ဟုတ်ပါလားကျွန်တော်တို့ကုမ္ပဏီဆိုင်ရာတိကတော့တချို့ကတော့အပူစကားพูดနေနဲ့ဒီလိုယူဆကြလို့ယူဆလို့ရဖို့အနေထားတော့ဒီပါလေကုမ္ပဏီနဲ့ပတ်သက်ပြီးဘုဒ္ဓနေလူတွေကတော့ရက်တိုင်ကျန်နေကြပါတော့ကုမ္ပဏီလုပ်ငန်းကတော့ပြည်စုံပြီးနောက်အောင်စနစ်တကျလုံးနိုင်သောကုမ္ပဏီကအရာကိုအောင်မြင်ပြီးစီးပွားရေးတိုးတက်အောင်တည်ဆောက်လိုရတယ်။ကမ္ဘာကြီးမှာကုမ္ပဏီပေါင်းကိုမှန်းနဲ့ချီပြီးတော့ဖြစ်ပါတယ်။မြန်မာပြည်ဆောင်စုမှာဆိုရင်ကျွန်တော်တို့ကုမ္ပဏီပေါင်း9000ကျော်ဖြစ်နေ။ဒီတရုတ်ဆိုလို့ရှိရင်ဒါပင်ကနန်ဟုတ်ပါဘူး။နော်ကျွန်တော်တို့အိန္ဒိယဆိုတဲ့ပင်ကနန်ရှိပါဘူး။ဆိုပြီးအလုံးနော်တကမ္ဘာလုံးဆိုလို့ရှိရင်ကုမ္ပဏီပေါင်းပေါင်းကနန်ဖြစ်နေ။ညထဲမှာအောင်မြင်သောကုမ္ပဏီဆိုတာလက်ချိုးတွေတက်လို့ရတယ်။ရပ်ပါခေလို့ဒီကကျွန်တော်တို့ရဲ့ဒီအရကရူမဆန်ကုမ္ပဏီအောင်မြင်ဖိတ်ခတ်ဖို့အတွက်ကျွန်တော်တို့ကစိတ်ရည်လက်တွေထားပြီးစနစ်တကျလောက်ကန်ဆောင်ရွက်လောက်ဖို့ညီညီညွတ်ညွတ်တဲ့ဆောင်ရွက်လောက်ဖို့ကျွန်တော်တို့လိုအပ်တယ်။ရက်တွက်နဲ့ကျွန်တော်တို့ဒီစကားဝိုင်းကိုကျွန်တော်တို့အပင်ပိုင်းခံပြီးလုပ်နေခဲ့ဖိတ်ပြီးလို့သဘောပေါက်ချင်ပါတယ်။ကျွန်တော်တို့စေတနာထားပြီးဆွေးနွေးခံဖိတ်ပါတယ်ကောင်းပါရဆရာကြီးပေါင်းကဒီနေ့ကညကပို့ချကြတယ်အကောက်ရာဒီကိုဆက်လက်ပြီးဆွေးနွေးပြပါလိမ့်မယ်အားလုံးပါဒီကပါဆရာခေါင်းစုအကောင်းများနေတော့စီချပါကြတာဘူးလို့ပါဟယ်လိုသာလီသွားပါအလုံးတော်အရခရိုမဇန်ရှေ့အရှင်ဒီကျွန်တော်တို့ရဲ့မိတ်ဆွေအကောင့်တိစေနာရှင်တိကိုအခုပိုင်ကျွန်တော်တို့စိတ်ဝင်နေကစိတ်ဝင်စားနဲ့စိတ်ဝင်စားနဲ့ဆွေးနွေးလာခဲ့တဲ့sorry ကုမ္ပဏီဆိုင်ရာဘုသူတဆွေးနွေးပွဲကိုတက်ရောက်လာခဲ့ပြီးတယ်နောက်ထောင်ပြီးခဲ့တဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ကျွန်တော်အနေနဲ့အပြင် program ရခင်ဒီပဲလေကျွန်တော်ရဲ့အတွေ့အကြုံနဲ့ကျွန်တော်သိတဲ့လောက်ရှိကိုprogram ရကိုပဲကျွန်တော်approve မဟုတ်တကယ်ဝမ်းသာပါတယ်တကယ်လေးကျေးဇူးလေးတင်ပါတယ်ပထမဆုံးအင်းမ program ကျွန်တော်ဒီနေ့3 နာရီလောက်မှာကျွန်တော်ညကကျွန်တော်တို့ဆွေးနွေးခါစာကိုကျွန်တော်နောက်ထောင်လိုက်ပါစာဆုံးနောက်ထောင်လိုက်ပါတယ်ဆရာဦးထွန်းမြတ်တင်ထားတဲ့အတွက်ကျေးဇူးတင်ပါတယ်ဆရာဦးထွန်းမြတ်ကိုလည်းအဲ့တော့ကျွန်တော်တောင်းမှချင်ပါထားညကအမှန်တိုင်း program ဆိုကြလေကျွန်တော်ကအာရုံကိုစကိလောက်အရေးသက်ဆိုးနေပါလေဆိုပြီးအာရုံကိုစကိလောက်စူးစိုက်ပြီးကျွန်တော်မှရခိုင်မျိုးဆိုဇိုးနဲ့ကျွန်တော်ပရိုစာကပေါ်ပါပြေကိုချင်တဲ့ဇိုးနဲ့အောက်ပါပြီးလောက်ရမှာညှိပြီးလောက်ရတခုဖိုက်လာအတွက်ကျွန်တော်သိကျွမ်းနေတယ်နင်းတိုင်းသုံးနေတယ် vocabulary ဆိုတဲ့ဝေါ်ဟာရဒီပြောင်းနေရှိတ်လုံးလောက်နေညာကပါလေအဲ့နာပါနော်ဒီပါရဲရှင်းတိကိုတိတိကျကျမပရိုနိုင်ဆိုနောက်ဆုံးတော့ဒီကျွန်တော်ပရိုစာကိုကျွန်တော်နောက်ထောင်ပြီးအမရပါတော့ရှင်းတဲ့ဒီဟာကိုတော့မှကိုရိုရဲ့ရှေ့အရှင်ဒီပရိုက်တာစေနာရှင်ဒီကျွန်တော်အော်နာပါလေဒီကလေးတောင်းမှပါနဲ့ကျွန်တော်ကျမ်းမာရီကြောင့်ပါဆိုကြကျွန်တော်မှာကရက်ပိုင်ခက်ခဲရှိပါတယ်ကိုမှာဒုက္ခကျွန်တော်ကဒုက္ခအလုပ်တစ်ခုကိုဒုက္ခဆရာတို့အလုပ်စုကလေးအကေခံမိဖို့ဆ
ကျွန်တော်အတန်းနိုင်ဆုံး close up ပြီးအကောင်းဆုံးကျွန်တော်လောက်စားပါကျွန်တော်ပေါ်ပေါ်ပဲမလောက်ပါကျွန်တော်တေချာလောက်ပါတယ်ဒီကလေးကျွန်တော်အကောင်းကမလိုက်နိုင်တဲ့အတွက်တချို့ကိစ္စတွေ vocabulary ပြောင်းတော့တယ်နောက် concept ဆက်စားတွေးခေါ်မှုတွေးခေါ်တာတွေ pro စကလုံးတီးဟာ pro လိုက်ရင်လည်းပျောက်တော့တယ်ရဲပါမျိုးပါအရှင်ကအမှန်ကဒုက္ခမဖိုက်တဲ့မှာဒီကျွန်တော်ကရဲပါဖိုက်နေချမ်းမာတဲ့အတွက်ချက်ကိုနားလေပြီးကပါကျွန်တော်တောင်းပါနော်ကျွန်တော် close up ပြီးဒုက္ခ pro ပြပါမယ်နောက်ဆုံးကျွန်တော် pro ပိုင်းအရခကိုအရခလူမျိုးကိုဒီအရခဟိုအနာဂတ်အတွက်ကျွန်တော်တို့နိုင်တလောက်နောက်ဆုံးထက်သက်ထိလုပ်ပြီးဖို့စာအေဟာတန်လိထံပိုင်းနော်ကျွန်တော်အတန်းဆုံး close up ပြီးကpro ပါမယ်တခုကကျွန်တော်တို့မှာကျွန်တော်တို့သုံးဘက်အင်းဆို crowd ရဟင်ရသုံးဘက်ဆိုကမတိုင်းဆိုပဲကျွန်တော်တို့ company နဲ့ပိုင်းဆိုင်လာမှာတို့အများကြီးဆက်ဆက်နေတဲ့အတွက် icon ထိုက်တဲ့ပိုင်းထိုက်လာပါပြီနော်ဆိုကြဒီပိုင်းထိုက်ခင်းဒီဇာပိုင်း pro လုပ်ငန်းတစ်ခုကိုလုပ်ပေါ်လိုက်စတဲ့ business ဆိုရယ်စီးပွားရေးလုပ်ငန်းပေါ်လိုက်စတဲ့ကျွန်တော်တို့အတွေ့ကိုဇာပိုင်းစီးပွားရေးတစ်ခုကောင်းအောင်ဇာပိုင်းလုပ်ရတယ်ဇာပိုင်းစီမံရတယ်ဒီညာခါကျွန်တော် pro ခါထမှလီပါမဟုတ်ပါလိုက်နော်ဆိုကြဒီချက်ငါဒါဟိုဆွေးနွေးရတဲ့ဒါကျွန်တော်တင်နာဟိုခေါင်းစဉ်မလောက်ခင်အခုကျွန်တော်ဒါကကျွန်တော်တို့တွေးကြတာတွေစီးပွားရေးသမားတွေတွေးကြတာတွေတဘာဝပါဒီနေ့ကျွန်တော်ကအတန်းနိုင်ဆုံးကျွန်တော်ဆွဲခေါ်လာစာကကုမ္ပဏီစာခိုးလေးကုမ္ပဏီစာနှိမ့်မျိုးဟိလေးကုမ္ပဏီကိုစာပိုင်းဒီထောင်ကြရလေးဒီဘိကေဒီဘိမှာကုမ္ပဏီရတေထောင်ကြရဆိုဟာမှာပဲကျွန်တော်တို့ရဲ့မူဝါဒ mission ဆိုတဲ့ view party ဇာလုပ်ဖို့ reset တီးရမှာအောင်ပါလာရ reset မအောင်အလုပ်လုပ်တာကုမ္ပဏီထောင်အောင်မှာဆိုကေငူကတော့ကျွန်တော်တို့မှာဇာစီပွားတွေလုပ်တာမဟုတ်ဘူးနဲ့ကျွန်တော်တို့ရဲ့ right မှုကျွန်တော်တို့ရဲ့ fight ပေါ်လာမှုဟာကျွန်တော် media product ပါနော်ကျွန်တော်အမျိုးသားတွေတိုင်းနဲ့ဆက်ဆက်ပြီးအနာဂတ်အတွက်ကျွန်တော်တို့တိဆောက်ထားတဲ့လုပ်ငန်းစဉ် fight ပါဒါပုံမလင် product ဆိုအဲ့ဒီနဲ့ကျွန်တော်အမေရိကန်ကျွန်တော် pro မိတယ်အင်းဟိုဝေကဖေးရတရားပို့ကဖေးရအပိုင် program ပါလေဒါကကျွန်တော်တို့နားလေတယ်ကိုယ်ခိုင်တော်ဒီစိတ်တက်ကအရင်တက်ကြတယ်ပါတယ်ရှိမှဆိုကေအပိုင်မျိုးရှင်းတဲ့group tab လုပ်လိုက်ရှင်ရဘယ်မျိုးပါလဲကျွန်တော်တို့ပညာလို့ပါရမှာလေးပညာရဲ့အမှုနဲ့တခုမှအကြောင်းကြောင်းဆောက်ဖို့ဆိုကေကာယတနှိပ်ခွေးကျွန်တော်တို့စားတော့အခါပုံငါတွေရှိသည်ကျွန်တော်တို့မှာတန်တချောင်းလာဆိုင် granite တွေဘယ်လိုမလုပ်ဘူးဘုံမကြအဲ့ပုံမျိုးဝေဖန်နေပါလေဒီတိုင်တချောင်းဆောက်ကေနောက်တစ်ယောက်ထုတ်ပလိုက်ကြီးကေ၎င်းနေတာရဲ့အတိတ်ပဲမရှိတဲ့ meaningless activity ကိုဇာဖို့နောက်ဆုံးချက်ကိုဇာဖို့လုပ်ဖို့လေဆိုတဲ့ concept အတွေးတီကျွန်တော်တို့စိတ်ဆန္ဒကိုဦးစားပေးပြီးကေအကျိုးဟိတွေမဟိဆိုတဲ့ဟာကိုမဆိုင်စားနိုင်လေဆန္ဒဆိုတဲ့ဟာဒီကျွန်တော်တို့မှာအောင်းရှိပါနော်ပြိပုစမဟုတ်ပါကျွန်တော်တို့ပြင်ရပါဖို့ကျွန်တော်တို့ကုမ္ပဏီမှာprocess ကျွန်တော် American Pro ပါတယ်ကုမ္ပဏီတွေဇာဖိတ်လေကျွန်တော်တို့ပြင် review လုပ်တော့ဖို့ brick ပို့ကောင်းတယ် replan plan ရှာပြီးကအလုံးလုံးမှာကုမ္ပဏီက event တင်လုပ်ရတယ်ဆိုစားဖို့ကျွန်တော် American Pro ထားတယ်ဒါတိနောက်တွေဝါလီကိုအလုံးလုံးတဲ့ခါရှင်းလာလိမ့်မယ်နော်ကိုပိုင်ကိုလုံးလုံးကလေးရက်တိုင်းဒီတိုင်းထောက်ကအင်းဒီဇာလောက်တော့ရတယ်ကိုပိုင်သိဆိုင်ရှိအင်းဒီတကောင်ဖော်တော့နောက်နေငါတောင်းဟာအေလာမှာကျွန်တော်တို့ရှိုက်သိဖော်တော့ရတယ်နောက်လာမှာခောက်သိချတာခောက်သိနေခောက်သိနေတာဒီပိုင်မရောက်ပြီတော့တပ်ပြီတော့တကယ် business ကိုနောက်လေလာခဒီပိုင်မဟုတ်ရဝေးဇာတော့လေးဇာတော့ skill တော့ဇင်းရှိတိုးဆောက်စမ်းမရောက်ဘူးဖိုက်ဒီပိုင်ဆိုကလုံးဝမမှိုက်နိုင်တဲ့စကားမှိုက်ထောက်ကြသိရတယ်ဩဇာဟာဇာပစ္စည်းအမြတ်ပူတော့ရတယ်ဇာပရိဇာဟာအေလာဇာအင်းင်းခါဇာရောင်းလာတယ်ဇာပစ္စည်းကအဝေမဟိလို့ဒီကြားခါတွေတိုးလာဟာကဇာပစ္စည်းကိုဝေကြိုက်လို့ဆိုစားကိုရဟာကဇာပရနော်ကျွန်တော်ညာကပရ data နော်ကျွန်တော် research aggregate ဘုက research သူတနာရတဲ့ငေကပရကစာဘေးနော်protein လေးလာမှုလေးလာစစိတ်မှုဒီဟာဒီဟာဒီအချက်လဲဟာဒီဟာကိုပရစပါဆိုတော့အိမ်မှာလေးလုပ်လို့ရပါနော်ကိုအလုပ်ကိုလေးကိုလုပ်လို့ရပါစီပွားရေးလုပ်ငန်းဟုသမျှမှာလုပ်လို့ရတယ်ဒီရှင်းနဲ့လောက်တက်ကေယူတက်ကေတို့ခါအကျိုးရှိပါဘူးနော်ဒါဖို့ဆိုကေကျွန်တော်ပရိုနီလို့အေစကမဟုတ်ပါ
ကျွန်တော် propose နေတယ်စီးပွားရေးလုပ်ငန်းတိုင်းကမ္ဘာမှာအောင်မြင်နေတာဟဲ့ဒီ ground ဒီရှင်နဲ့ကျွန်တော်တို့ခုပရိုလာဟာဆိုကေကျွန်တော်တို့ဖွဲ့စည်းပုံ ground တီနော်တိဆောက်ပြီးတဲ့ခါဒါပိုင်စီမံရတယ်ဆိုတော့ခုနကအရင်ကကျွန်တော်ပါလေကျွန်တော်အင်ရှင်မရောင်းနေဟာကိုတခုလေးမ produce ဆိုင်ရောင်းနေရကထမင်းဆက်နေအရှင်တန်လာတော့ညနေကြਕੇတောက်ရှင်လေးတောက်ဖို့ပါလေနော်လာထမင်းစားအေးစစ်စစ်ရနေထမင်းစားနေငေါနေဟိရဟာတိုးတဲ့ဖို့မတိုးတဲ့ဖို့တခုလည်းမရှိဝေရလူများလာကေအမနိုင်များကေတိုးတက်လိမ့်မယ်ပို့လှူမယ်ရပိုင်ဒါမြောက်သားဖက်ကျွန်တော်တို့တော့ကျွန်တော်တို့ရဲ့family မိသားစုစီပွားတွေကရပိုင်ဒီရှင်မှာခုနအသိရှိနေလို့ဆိုကေခုနပိုင်မင်းရှိသားရှိကိုဇာထောင်းလာအင်းဒီလောက်ဖို့ထောင်းလာရလောက်ရှိလောက်ကိုမိုက်ထောက်ကေဒီနေဖရန်ကဇာလောက်ဖို့ဝေဖို့ဇာပစ္စည်းဝယ်ရဖို့ရေးဟာမှာ decision ဒီအလိုကတ်ပါလားနော်ခုနရဲ့ဟာရှိရေပိုင်ဆိုကေလူကြိုက်များတဲ့စာကိုကိုတင်လာဖို့ဆိုတာ program မလို့ရအောင်လူသိရအင်ရှင်မလည်းသိတယ်ငါပြောသိများကြီးတော့လားတော့ဒါဟာကောင်လူသိတက်လာဆိုဒီဘက်ဆိုဇာအမေသက်ကိုတင်ကြတယ်ဖိတ်လာဖို့ရေပိုင်မျိုးယူခါကရေပိုင်စိတ်ဝင်စားလာကေဘာဟိုဇာနေဆိုင်ကလည်းတော့ဒီခုအေရှိမှာကျောင်းအရှိတိစောရမိုးရာတိဇာဇာပိစီကိုဇာအစောစာကိုဇာအမျိုးစောကိုတင်ကေရေမကောင်းထုံးလားရေဘက်ဆိုစကေရှိယူလားနော်ဒီညာကဟာနေဒီဒါကျွန်တော် apply လုပ်တာဆိုကျွန်တော်ညာကဟာကို plan proof ကို apply ဒါဒါ proof ဆိုနော် apply ဆိုတာလက်တွေ့အသုံးချပြဆိုဒီပုံမှာဒီနဲ့ယူလိုက်ကေဒုက္ခယူတလောက်ကဘာရဲ့လက်ရှိကဘာမှာအောင်မြင်နေတဲ့စနိုက်တစ်ခုဖွဲ့ပါတယ်ဒီထက်ကတရာတာခဲနုမရကလေးအခုမသိကလေးအောင်မြင်တတ်ပါလေဒါပဲဆိုပြီးကျွန်တော်အားနာပါတယ် propeller တွေကျွန်တော်မှလည်းခေါင်းတက်ကနော်processor စကလုံးဒီပျောက်နေတဲ့လူတယောက်ကရေ pro နေတာအခါအခုတပိနဲ့နောက်ထောင်နေရတဲ့လေးလာနေကတဲ့ဒီအားနာပါနာတကယ်အားနာပါတယ်ဒီစနဲ့ဒါပါတယ်ကိုရဲ့အရခတိကရခလူပြီးရဲ့လိုအပ်ချက်ကိုကျွန်တော်အတန်းနိုင်ဆုံးဖြည့်ဆည်းပါမယ်inning process ကြံခဲ့ကျွန်တော်နောက်ထောင်ပြီးနောက်တစ်ခါကျွန်တော်လိုအပ်ချက်တွေကို profit ပြပိုင်လို့ကျွန်တော် inning ပြပိုင်ဆုံးဖြတ်ထားပါတယ်နော်ဆိုကေ okay ဒီလောက်ဆိုကေကျွန်တော်တို့ရဲ့ဒီလောက်ဆောင်ချက်ဟာဒီလောက်ထိကျွန်တော်တို့မှာရေကျနေတယ်ဒါပိုင်လေးလေးနဲ့လုံနေရတယ်ဆိုစာကိုဒါအခရကရလို့ပြီးလေသိရအောင်ဆိုပြီးကျွန်တော်စိတ်လောက်ပြေပူရခံဖိတ်ပါတယ်နော်တကယ်ကျွန်တော်တို့စတတ်ပါမယ်ညာကကျွန်တော်တို့ကုံခါတဲ့အပတ်ဒုတိယပတ်နောက်ဆုံးထဲမှာကျွန်တော်စခါရဲလုပ်ငန်းဖိတ်တယ်ကုမ္ပဏီတစ်ခုရဲ့ကုန်သွယ်မှုကုမ္ပဏီတစ်ခုရဲ့စီးပွားရေးကိုဇာပိုင်အကောင့်ဆုံးလုပ်ငန်းစဉ်ကြီးရှာပြီးက plan ပါလေအင်္ဂလိပ်လိုဆိုရှာပြီးကလောက်ကရဖို့လေးဆိုရယ်ခေါင်းစဉ်နဲ့ကျွန်တော်တို့ roller ဆန်ဖိတ်ပါတယ်ဒါလို့စီမံမှုဘိုင်းတီမှာဌာနအလိုက်စီမံမှုဓာတုဆင့်လိုက်တောင်းစီမံမှုယာတိကျွန်တော်ရှက်လက်ခရဖိတ်ပါတယ်အလုံးမလုံးသည့်အတွက်တယောက်ချင်းစီရဲ့အသေးကအသေးရှိတိကတို့ကအငွေရှိတိကတို့ကကျွန်တော်pro ကလေးဒါကခုနကကျွန်တော်တို့ဘဟုတုတအနေနဲ့မဟုတ်နဲ့လက်ကျတော့မှပတ်ဖိတ်ပဲမိန်းတော့ပါဘူးရဲ့တဲ့နဲ့ကျွန်တော်ကဘဟုတုတဘိုင်းကိုပဲဥစွာပြီးပြီးကလောနီစာဖိတ်ပါတယ်နောက်ကျွန်တော်တို့ဖေးလာလောက်ဆိုကြတော့ကအဆင်ပြေကကျွန်တော်တို့ပုံစံတစ်မျိုးကိုဇာပိုင်လောက်ဖို့ကောင်းဖို့လေလို့ဆိုတာကျွန်တော်တို့စီဆိုင်ဖို့စိုင်းစားကြပြီးကကျွန်တော်ကိုးစားခဲ့ပါမယ်နော်ဆိုကြလို့စေကျွန်တော်တို့ကတော့ကုမ္ပဏီပိုင်ရှင်ရတယ်လေလား share holder ဆိုတာဒါကုမ္ပဏီပိုင်ရှင်ပါနော်ဒီကုမ္ပဏီပိုင်ရှင်လုပ်ဖို့အခု share ဝင်ထွက်ကတဲ့ကုမ္ပဏီပိုင်ရှင်ဒီအနေနဲ့ဒီစီးပွားရေးအတွေးခိုတီနောက်ကျွန်တော်တို့industry လို့ခေါ်တယ်စီးပွားရေးဒီ business industry လို့ခေါ်တယ်စီးပွားရေးနေပြည်ကမဟုတ်တဲ့အတွက်ကျွန်တော်တို့ရဲ့စီးပွားရေးနေပြည်မှာစကားပြောရတဲ့အခါသုံးနေရတဲ့စကားလုံးတိဒါတော့ပဲမြန်မာပြည်မှာပဲ perfect အင်္ဂလိပ်စာညံပါလို့ဆိုမလေး organization pro ကဥမာဇေကဘာဥကေရွှေရှိတ်တိုင်းအောင်လို့ပြောတယ်အင်္ဂလိပ်စကားလုံးနေရှိ pro နေတယ်နော်ဒီ vocabulary မှာမသုံးလို့မရပါလေနော်တော့ကရဟာဒီကပို့ပြီးကနော်ရဝတ်ဖို့လို့ရနေကျွန်တော်တို့အတန်းနိုင်ဆုံးထိပြီးက pro ပြီးနေစားဆိုကေ
မသိဘဲနဲ့ငါတို့လည်းနောက်မလေဝါကြီးစသဖြင့်ပါလေရပ်ပိုင်မျိုးအတွေ့မျိုးကတော့ပါအဲ့ဒီတိမှတော့မဟင်းအနားလေပါတယ်ရပ်ပိုင်မျိုးရှိတတ်တယ်ပြီးရှိပါဘောလေရှိကလေးသိကပြီးဖို့တောင်းပန်ပြီးကျွန်တော်တို့ဟာ derivation နဲ့ progress ဆိုတာကိုနားလေအောင်တရားက pro လာကလေးဝေဖန်လာကလေးဒီမှာဟင်းတွေကိုတဲရောက်လာခဲ့တဲ့ပုံကိုဒီရှင်းပြပြီးဖို့တစ်ဆင့်ရှင်းပြပြီးဖို့ကျွန်တော်လေးခုထိပ်ပြီး pro ပြပါနိုင်ရဲ့အခုတော့မဖက်အောင်ပါလေနော်ဆိုကေကျွန်တော်တို့ခုနကျွန်တော်ပိုင်းကျွန်တော်တို့ရဲ့ business company ရဲ့ကျွန်တော်တို့well plan ဆိုတာက company ဆိုစွာ plan နဲ့လောက်ရတယ်နော်စီမံချက်ချပြီးကစနစ်တကျသတ်မှတ်ပြီးကလုပ်ငန်းစဉ်ရှာမှပြီးက direction နဲ့လုပ်ငန်းစဉ်နဲ့လုပ်နည်းစနစ်နဲ့အတိအကျလုပ်ရတဲ့အဖွဲ့အစည်းဖိုက်တဲ့အတွက်လုပ်ကြရတဲ့အဖွဲ့အစည်းဖိုက်တဲ့အတွက်ကျွန်တော်တို့အကောင့်ဆုံးဒီကုန်သွယ်မှု company တခုရဲ့အကောင့်ဆုံးစီးပွားရေးplan ဒါပိုင်လို့ဒါပိုင်ဓာတိရိကိလေဆိုတာကိုအရင်ဆွေးနွေးပြီးခံဖိုက်ပါနော်ဆိုအင်းကတော့ကျွန်တော်အရာတိကိုပြန်ပြီးကမ pro ဘေးနဲ့အဲ့နောက်ဆုံးဆက်ရှိပါလေအခုကျွန်တော်တနာရီပြခါနေကျွန်တော်နောက်ပြီးပြန်ပြလို့ရှိမှာဒီ project ကစီးပွားရေးတစ်ခုရဲ့ခုနစီးပွားရေး company တစ်ခုရဲ့ business well plan နော်စီးပွားရေးနဲ့ပတ်သက်တဲ့အကောင့်ကောင်းမွန်တဲ့စီမံချက်သို့မဟုတ်လုပ်ငန်းစဉ်ဒီဟာဇာပိုင်လောက်ကရတယ်ဆိုတော့ဘူးတရားဖို့တဲ့ project တွေခုနအစင်တိကတော့ကျွန်တော်10မျိုးရှိပါတယ်ခုနညာကအရာတိကိုပြန်ပြောပါရဒီကနောက်ဆုံးကဒုက္ခကျွန်တော်လေကထက်ကိုမှတ်မိလိုက်ပါလားညာကကျွန်တော်ပြောပါနော်လေကထက် step ဆင့်လေကထက်ဆိုတော့မှတ်မိအောင်ကျွန်တော်ပြောခါပါတယ် step yes step ကငေါခုကျွန်တော်နောက်ဆုံးပြောခါပါတယ်ရဲဟာဒီကိုကျွန်တော်နောက်ထောင်ခါလေးကျွန်တော်ပို့စာကျွန်တော်ကောင်းကောင်းအောင်မရပါဆိုကြအဓိကရွေးချင်းကိုကျွန်တော်ပြန်ပြီး sketch လောက်နှွှေးပါမယ် yes step ကအဆင့်တိလို့ပြောပါတယ်ဇာအဆင့်တိလေးဆိုဇာအတွက်လေကျွန်တော်တို့ရဲ့စီးပွားရေးခုနကပြောစီမံချက် well business plan အင်္ဂလိပ်လို့ဆိုတယ်နော်ဒီကwell business plan bring out for time out for အောင်မြင်ဖို့အတွက်အဆင့်တိထိုက်ပါတယ်ညာကနော်ဦးကျွန်တော်ဆွေးနွေးခါရဲ့ဗီဒီယိုချက်ကိုနောက်ဆုံးဒီအဆင့်ရဲ့ပိုင် step ဒါနဲ့ခုရှိလေဆိုခဲ့9ခုရှိပါတယ်ခြုံပလိုက်တခါလေဒီဆင့်ကဇာတိလေဆိုခဲ့ခုကျွန်တော်တို့ရှေ့ရရှင်တိသိပြီးမှတ်မိပါဖို့နံပါတ်1ကကျွန်တော်ဇာပုခါတော့ business လုပ်ဖို့ဆိုခဲ့နံပါတ်1က research မှတ်မိပါလား research ပါ research ကတော့အတိအကျသူ့ရဲ့အဓိပ္ပာယ်ကသုတေသနလုပ်ခင်းလို့ပြောပါတယ်နော်ဆိုခဲ့အရင်ကျွန်တော်ရဲ့9ခုကိုအရင်ပြောလိုက်ပါမယ်နော်နံပါတ်1က research လို့ပြောခါတယ်နံပါတ်2ကမှတ်မိပါလား network လို့ပြောခါပါတယ်နော်ကျွန်တော်ရေဒရာရှင်နဲ့ဒါဟာဖုန်းပြောစမ်းမအောင်ဆိုပြီးပြောခါနော်နံပါတ်3က test 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 စမ်းသပ်မှုစမ်းသပ်ဆောင်ရွက်မှုနံပါတ်3က test ပြပါတယ်နံပါတ်4ကမှ launch ပြပါတယ် launch နော် LAUNCH launch ဆိုကြအနုလေgraph ဖို့လို့ထင်ပါတယ်ဥပမာToyota ကုမ္ပဏီကကားအသိထုတ်တယ်နော်ကားအသိထုတ်တယ်အနိုင် model 2025အရင်ဟာတိကိုထက်ကောင်းအောင်လုပ်ပြီးကသူစည်းကွက်ရှေ့ဖို့အတွက် R2 prime ဖို့အတွက်ထုတ်တယ်အရင်သူစမ်းသပ်တယ်ခုနပိုင်းလေးလာတယ်ပြီးကခုန sensitive ကို on လုပ်ပြီးမှသူ test လုပ်ပြီးtest လုပ်မှတေချာတယ်ဆိုမှ action ကို launch လုပ်တယ်launch ဆိုခဲ့ကြေညာရကဘာသိအောင် global launch ကိုလုပ်တယ်ဇာနေရာမှာဒါပိုင်းခန္ဓာဂရိမှာသူ့ရဲ့ business ရဲ့သူ့ရဲ့စီးပွားရေးရဲ့ပမာဏအလိုက်သူတက်တော်ရဲ့နေတာကိုအမှတ်ပြီး launch လုပ်တာဒီကြောညာပါရဟကို launch နောက်နံပါတ်5ကကြခါ review ပါနော်နံပါတ်5က review ဒီအဆင့်5ခုဒီ legal type ဒီအဆင့်5ဆင့်နဲ့အလုပ်ကိုလုပ်ရပါတယ်လို့company business ကိုဇာ business ပဲလုပ်
ဒီအဆင့်5ခုဖိုက်ပါတယ်မှတ်မိကပါဖို့နော်နံပါတ်1က research နံပါတ်2က network နံပါတ်3က test နံပါတ်4က launch နံပါတ်5က review review ဆိုလဲကျွန်တော်ပြခတ်ပါတယ်နော်အရင်လေးရှင်းပြအခုလေးပြန်ပြပါမယ်နော်ဟုတ်ကဲ့ကျွန်တော်တို့ business တစ်ခုကိုတေချာလုပ်ဖို့ကplan ချရတယ်ကျွန်တော်ရဲ့ well plan အင်္ဂလိပ်စကားထည့်ပြမယ်နော် implement လို့ခေါ်တယ်ဒီမှာ achievement မဟုတ် implement ဆိုတာထားမတော့ brief ဟာတခုတည်းမဟုတ်ဘူးနဲ့ထားမတော့အောင်မြင်ဟာကိုခေါ်တယ်ဒီဟာလောက်ခဒီရပိုင်လုံးဒီကျွန်တော်တို့ရဲ့ well plan ထားမတော့အောင်မြင်ဖို့အတွက် step 5ခုရှိပါတယ်ဒီ5ခုကခုနပြော research network test launch review okay ဒီ5ခုခရီးလမ်း5ခုဒီအဆင့်5ခုနဲ့စီးပွားရေးလုပ်ငန်းတိကိုလောက်ကြရပါတယ်ဒါအသိပါနော်ဒါလောက်ကြည့်တဲ့လုပ်ငန်းကြီးဖြစ်ပဲအေးတိုင်းလောက်ပါတယ်နော်ဆိုကြဒီမှာလုပ်ငန်းအငွေအလိုက်တို့ကပိုလုပ်တဲ့စီးပွားရေးရဲ့အနေအထားအလိုက်ကိုခုနပြောပိုင်း launch မှာလေကိုအတိုင်းတာ launch ကိုလောက်ရပါဟုတ်ပါနော်ဆိုကြဒါက5 step 5 step ကို research ကိုပြန်ပြီးကျွန်တော်စိတ်လောက်ညှို့ပြပါမယ်ဥပမာကျွန်တော်တို့လုပ်ဖို့ရဲ့ကျွန်တော်တို့ planning ကျွန်တော်ရဲ့ business planning ခုနက implement ဖိုက်ဖို့အတွက် first step က research သူတေသနာလို့ခေါ်တယ်research ဇာပိုင် research လုပ်တယ်လေနော်ဆိုခါဇာကို research လုပ်ရဖို့လေနော်question ရှိတာ question မှာ answer ရှိမှာအဖြေထွက်ဖို့ဒါကိုလုပ်ရဖို့လေကျွန်တော် business approach အတွက် business ဟာစီးပွားရေးလုပ်ငန်းမှာ market ဈေးကွက်လို့ပမာပြန်တို့ခါ market ပြောတယ် market ဆိုတာဘာသာမဟုတ်မလားကျွန်တော်တို့ပစ္စည်းကိုစားသုံးဖို့သုံးဆွဲဖို့နေပေကို market နော်ဒီရောင်းစာကို market ခိုးတဲ့ဟာကိုမနေလာဖို့ဆိုလို့တကယ်တမ်းကျကျွန်တော်တို့လုပ်ဖို့စီးပွားရေးကျွန်တော်တို့စီးပွားရေးကိုသုံးဆွဲပြီးဖို့ကျွန်တော်တို့ကိုဖိရှာပြီးဖို့ရနိုင်ဖို့ customer ဟိဖို့နေပေကို market လို့ခေါ်ပါတယ်ကျွန်တော်တို့ PCE ကျွန်တော်တို့စီးပွားရေး market ကိုကျွန်တော်တို့နာပြည့်သူတေသနာလေးလာရပါနော်လေးလာရတွေရှက်လက်ရှာပွေရပါတယ်ဆိုရမှာထုတ်ပြန်ကျွန်တော်တို့ဒီပစ္စည်းကိုကျွန်တော်တို့လုပ်ဖို့ခုနပစ္စည်းကို research မှာလေးလာ market ကိုကျွန်တော်တို့လေးလာတယ်လို့ရဲ့ market မှာနဲ့အတူကျွန်တော်တို့ရဲ့ခုနကျွန်တော်တို့လုပ်မဲ့လုပ်ငန်းရဲ့ညကပုတ်ခပါ competitor လေနော်ကျွန်တော်ရဲ့လုပ်ငန်းတူလုပ်ငန်းရှင်နော်ကွန်ပျူတာကိုဒါရိုက်ဆို private ဆိုပြီးကျွန်တော် proof ပါနော်ကျွန်တော်တို့ရဲ့လုပ်ငန်းကိုလုပ်နေတဲ့လုပ်ငန်းတူလုပ်ငန်းရှင်တီးရဲ့အခရေနေသူတို့ရဲ့လိုက်တည်မှုလောက်ကိုင်းနေမှုသူတို့နဲ့ပတ်သက်တဲ့ဟာကိုလေခုနသုတေသနအရှက်လက်ရှာမှာသူတို့ကိုလေကျွန်တော်တို့က analysis လုပ်တာနော်ကျွန်တော်တို့ကကျွန်တော် market ကို research လုပ်တဲ့ပိုင်းကျွန်တော်ရဲ့လုပ်ငန်းတူ competitor လို့ခေါ်တယ်လုပ်ငန်းတူနောက်တစ်ခါကျွန်တော်တို့ ਨੇ private ရလေလုပ်ငန်း private ဒီလုပ်ငန်းတူများဤအခရေနေကိုလေ analysis လို့ခေါ်တယ်ခွေးခန်းပြီးကလေးလာတာနော်စီစိရတွေcomputer တွေကိုဇာပိုင်သူကဇာပိုင်ဖက်လို့ဒီပစ္စည်းမှာထိတ်ဆုံးမှာရောင်းနေတာလေဥပမာခုနပရိုစကလုံးနဲ့ပဲပြမယ် Toyota ဆိုကေ Isuzu ကဒါမိုတွေမှာဥပမာ SUV မှာဇာဖက်လို့ရောင်းကောင်းနေလေအနိုင်မှာဇာ Isuzu ကဇာရောင်းခါလေဒီနေ့ကဥပမာကားနဲ့ Mitsubishi ကုမ္ပဏီကဇာကောက်ကိုအများဆုံးရောင်းလာလေဇာနေတာမှာအမေရိကတိုက်မှာလားဇာရီတာကဇာကြိုက်လေဆိုတယ် competitor တွေရဲ့ data တွေကိုတွေ့လိုက်ဆိုအောင်ပြန်ကိုကလိုက်တာစရာမလို့ရငါ SUV တို့ကိုဇာနေတာမှာ wrong ကို complete ဆိုတာကိုရဲ့ competitor ရဲ့ data ကို analysis လုပ်လိုက်တာနဲ့ခုနခွဲခန်းစိတ်ဖာထားတဲ့ data လေးလိုက်စွာနဲ့ right လိုက်စွာနဲ့ကိုလုပ်ဖို့အလုပ်ကရှင်းနေပါတယ်နော်ရေးပါမျိုးပါရေးရှားကို process ပါရေးနဲ့ research number 1 research ရဲ့ဒါပဲလုပ်ရလေဆိုရဲအခက်နေပါဒါကခိုင်နိုင်လား
မဖိုက်နိုင်လားဆိုတာကိုဒါဆိုရင်ရှင်းရှင်းလင်းလင်းသိတာပါမဟုတ်ပါဘူးနော်ဒီတဲ့အောင်လို့ဒီလိုနေတာမင်းခဏပြောလိုက်ဖုန်းတလို့နော်ဟိုအစီအဝေးတစ်ခုလုံးနေလို့အရင်ကြီးတယ်ဖြစ်လက်ပြန်လာခဲ့မယ်လို့ပြောဘုန်းကြီးကျောင်းစာဖို့လည်းခေါ်ထားတယ်ဟုတ်ပါရဲ့အဝါကျန်ကျောင်းအဝါကျန်ကဘုန်းကြီးကျောင်းတစ်ကျောင်းကိုဆိုတာဖုန်းလာလို့ပါโอเคဒီကဒုတိယလောက်ကပြီနော် number 1 research number 2 network ခုန second step network ကျွန်တော်တို့ research ရရဆိုခါကျွန်တော်တို့ရဲ့ network ဆိုတာကိုလောက်ရတယ် network ကကွန်ရက်ပါလေ direct ပါတယ်လို့ဆိုပြီးကွန်ရက်ဆက်တွေဆောင်ရွက်တာတွေဆက်ဆောင်ရွက်တာတွေပူးပေါင်းဆောင်ရွက်တာတွေဆိုတဲ့ဟာမျိုးကို network လောက်တာလို့ပြောတယ်ဆို network ကိုဇာပန်တိဆောက်ရဖို့လေဆိုခါဇာသူတို့နဲ့တိဆောက်ရဖို့ဆိုတာမိခွန်းရှိပါတယ်နော်ခုန research ကဇာကိုလောက်ရဖို့လေဆိုတာသိပါရဲ့နော် market နဲ့ competitor နော် competitor ကကြောင့် analysis လောက်ရဖို့ market က research လောက်ရဖို့အသေးစိတ်လောက်ရဖို့ကိုယ့်ရဲ့ပယ်မဖယ်လို့နံပါတ်2က network ကကွန်ရက်တိဆောက်ရဖို့ဆက်နေဆောင်ရွက်ရဖို့ဒါလူမျိုးလောက်ရဖို့ဆိုတာနံပါတ်1ကျွန်တော်တို့ရဲ့ supplier ကျွန်တော်တို့အလုပ်လုပ်တိုင်းကျွန်တော်တို့ကုန်ပေးထုတ်လုပ်ကုန်သွယ်မှုပေးလုပ်ကျွန်တော်တို့ဝယ်ရဖို့မဟုတ်ပါလားကျွန်တော်ကိုယ့်ဘာကိုထုတ်ဖို့ဆိုပြီးကုန်ကရန်ဝယ်ရဖို့မဟုတ်ပါလားစက်တုံးဆိုပြီးရဲ့အတွက်ကျွန်တော်တို့ကိုကျွန်တော်တို့ရောင်းဖို့ကျွန်တော်တို့အလုပ်လုပ်ဖို့အတွက်ကျွန်တော်တို့ကို supply လုပ်တယ်လို့နော်ကျွန်တော်တို့ကို round တယ်လို့ပါလေနော်ကျွန်တော်တို့ကိုပြီးလာတယ်လို့ PC ပြီးလာတယ်ကျွန်တော်တို့ရဲ့ business နဲ့ပတ်သက်တဲ့ PCT ကိုဝယ်တယ် round ပြီးတယ်လို့ post ပြီးတယ်လို့ဥမာရက်ပန်လူတိကိုကျွန်တော်တို့ဥမာကားထုတ်ခဲ့စပယ်ဘတ်ဇာကာရာဖူလေဒိုင်နမိုကဇာပန်ယူရေးစတဲ့ပါနော်ဟုတ်ကဲ့ရက်ပန် network မှာ supplier နဲ့ပတ်သက်တဲ့ relation ကလည်းကျွန်တော်တို့ညာကပြောကြတကယ်ကိုအကောင်းဆုံးဖြစ်အောင်ဒီ build ဒီဆောက်ရပါဖို့နော်ဟုတ်ကဲ့ကျွန်တော်ညာက strong relationship လို့ပရိုခါတွေထင်းတယ်ဟုတ်ကဲ့နောက်တစ်ခုကဘာလို့ဇာလူနဲ့ network တဆရာဆိုနောက်တစ်မျိုးကကျွန်တော်တို့ရဲ့ခုနဒါလာတွေကျွန်တော်တို့ round ဖို့ဆိုရယ်ကျွန်တော်တို့လုပ်ဖို့ဆိုရယ် PC ကျွန်တော်တို့ရဲ့ PC ကိုဝယ်ဖို့ဖောက်တယ်ဒီဖောက်တယ်ဟာလေလူround ကျွန်တော်တို့ဝယ်ရဖို့ဥမာဘင်္ဂလားဒေ့ရှ်ဝယ်ဘင်္ဂလားဒေ့ရှ်ကဖောက်တယ်ပါလေနော်ဆိုကြရဲက round တွေ community ဇီရှန်ရဲတို့နဲ့ရဲက round ဖို့ပုဂ္ဂိုလ်တီးနဲ့ကျွန်တော်တို့ကိုဝယ်ဖို့ပုဂ္ဂိုလ်တီးနဲ့ဒီပုဂ္ဂိုလ်နှစ်ရက်ကိုဒါမင်းတောင်ဘုရားပါနော်စဟိုအရိုက်စကနေသူတို့နဲ့ကျွန်တော်တို့ကအကောင်းဆုံးလူမှုဆက်ဆံရေးစီးပွားရေးဆက်ဆံရေးဒီဟာမှာတော့အသေးစိတ်အကုန်ပါပါတယ်နော်ဂတိတေဟာတိနော်အချိန်မှန်စွာတိပစ္စည်းအမျိုးအစားမှန်စွာတိရက်ွက်ဟာတိစီးပွားရေးမှာတော့အသေးစိတ်လောက်ပါတယ်ဒါကသဘောတရားလောက်ပဲမှတ်လိုက်ပါဒီဟာတိပါရဲဆိုတာကိုလည်းပဲသိလိုက်ပါဆိုကြရက်ပိုင်ဟာတိကိုရက်ပိုင်တိဆောက်တာပါ relation ရက်ပိုင်နဲ့သူတို့နဲ့ရပြီးမှနံပါတ်ရက်ပိုင်တိဆောက်စာကိုကျွန်တော်တို့က network build လို့ခေါ်ပါတယ်နော်ကျွန်တော်တို့ကိုရဲ့အင်္ဂလိပ်မှတ်မိအောင်ပြပါမယ် supplier ကျွန်တော်တို့ကိုပြီးလာround ပြီးဖို့လူပန်ပုံမေလူ PC ပန်ပုံဖို့နိပညာပန်စသဖြင့်ကျွန်တော်တို့ရဲ့ supplier နဲ့ကျွန်တော်တို့ရဲ့ဖောက်တွေကို client လို့ခေါ်ပါတယ်နော်ဖောက်တွေဝင်နေကြဖောက်တွေကျွန်တော်တို့ရဲ့ဇာပိုင်ဖောက်တွေလေဒီမှာတကယ်အသေးစိတ်မှာလား potential client ပါ potential ဆိုတဲ့စကားလုံးကကောင်းကျိုးဟင်းနေတယ်အလားအလာရှိတယ်ကောင်းတယ်အလားအလာရှိတယ်ဖောက်တယ်ပါကျဒီလောက်ထိသူကအသေးစိတ်တော့ပါနော်ဆိုကြဒါက18လောက်ညာက18လောက်ဖြစ်ဖို့တက်စားအသေးစိတ်တိကတော့ဟာနှိမ့်ပါဘူးနော်လောက်ဆိုကြကျွန်တော်တို့ကိုမှန်မှန်ကန်ကန်ပြီးဖို့ကျွန်တော်တို့အတွက်ဖောက်တွေကောင်းတယ်ကျွန်တော်တို့ရဲ့ကျွန်တော်တို့ကို supplier ကောင်းတယ်ကျွန်တော်တို့ကို PCT ကိုဝယ်ယူနေကြဖောက်တွေထိကနေပြီးကအလားအလာကောင်းတယ်နော်ကျွန်တော်တို့ရေရှိမှာစိတ်ချရတယ်အလားအလာကောင်းတယ်client နှစ်ခုကိုကျွန်တော်တို့က network ကောင်းသော relationship ကိုတည်ဆောက်ရတယ်ဖြစ်ပါတယ်ရေးချင်းကို network လို့ခေါ်ပါတယ်နော်အဓိကတော့ relationship တည်ဆောက်ရတာပါကောင်းတဲ့ဆက်ဆံမှု
သူတို့နဲ့ဆက်ဆံမှုပတိမှာစီးပွားရေးဆိုင်ရာဆက်ဆံမှုဂတိကဝတ်ဆိုင်ရာဆက်ဆံမှုငွေကြေးဆိုင်ရာဆက်ဆံမှုအသေးစိတ်မှာအများကြီးရှိပါတယ်နော်ကုန်ပစ္စည်းဆိုင်ရာဆက်ဆံမှုလို့ပြောပါတယ်ယဟတိကုဏပြောပါတယ်အရိကိလေဒါကကျွန်တော်တို့ရရှိတိမှာအကောင်းဆုံးကောင်းတဲ့ relationship ကိုကျွန်တော်တို့တည်ဆောက်ထားဖို့လိုပါတယ် personal relationship လေးပါတယ်ပါနော်ပြန်ပါလေ personal ဆိုကြကျွန်တော်တို့လက်ရောင်းတွေရှိကရင်ရင်ကြီးကြီးနဲ့ပစ္စည်းဝယ်ဒီဖိတ်စေ round တွေဖောက်တွေကို product ဖိတ်စေဝယ်တွေ supplier နဲ့ဆက်ဆံဒီဖိတ်စေဒါကစတာအိရှာမယ်ရှင်းပါပါနော် supplier ဆက်ဆံရတွေမျက်နှာကို pro ညောင်နေရတယ်ခုသူတို့ကိုကို pro တော့မှာအပရုံးမပြဲတာမြေပမျိုးဒါကအိရှာမှာအသေးစိတ်မှာညှိပါလူဒါက number 2 network ကိုနားလည်အောင်จิตဝင်ရှင်းပြခင်ဖြစ်ပါတယ်ဆိုရက step နှစ်ခုတတိယ step ကမှတ်မိကြပါလားနော်ကျွန်တော်တို့ဇာလောက်လာဖို့လေးဇီကွက်ကိုခင်းနေသိရကျွန်တော်တို့ဖောက်တတိခုနပဲကျွန်တော်နဲ့အလားတူလုပ်ငန်းလုပ်တွေတိကဇာပစ္စည်းကိုဇာပရောင်းနေဆိုရဲသူတို့ရဲ့အခရေတွေကိုလေးကျွန်တော်တို့ကောင်းကောင်းစီစီစိတ်စိတ်နဲ့သိရဆိုကကျွန်တော်တို့အလုပ်လုပ်ခါကျွန်တော်တို့ဟိုကိုတွန်းလာဖို့ပစ္စည်းပန်ဖို့တွေဖောက်တတိsupplier တိနဲ့ကိုလေအကောင်းဆုံးrelationship ကိုတိဆောက်ရဖို့တိဆောက်ပြီးက round ဖို့ကျွန်တော်တို့ round လိုက်တယ်ကျွန်တော်တို့ပစ္စည်းကိုဝယ်ပြီးဖမ်းပြီး client တွေကိုလေ potential client ပဲစီစိတ်ပြီးကဒါမှနောက်တစ်ခါကြာရင်ပါလာပါလိမ့်မယ်ဒီရှင်းလေဒီရပ်ပါမျိုးသူတို့နဲ့ relationship ကိုအကောင်းဆုံး relationship ကိုတိဆောက်တာပါလေကျွန်တော်တို့ဒါလောက်အကောင်းဆုံးလုပ်နိုင်လေရလောက်ကျွန်တော်တို့လုပ်ငန်းစီးပွားရေးလုပ်ငန်းတိုးတက်ပါဒါလက်ပြပါတယ်နော်ဆိုကြတာက network နဲ့ပတ်သက်လို့တတိယကမှတ်မိပါလားတတိယကငေါချက်ထမှာအလေကအချက်ကစမ်းကျွန်တော်တို့စမ်းသက်စာပါလေနော်ဟုတ်ပါ TEST test စမ်းသက်စာဒါပဲစမ်းသက်ရဖို့လေဆိုညာခါတော့ခါကျွန်တော်ကောင်းကားလေးကောင်းကောင်းမကောင်းရဆိုကျွန်တော်ကမဲကလာစားလို့ပြခါနော်မှတ်မိလားမသိကျွန်တော်ရရှိတိကအကောင်းရှိပါတယ်ကျွန်တော်မှတ်မိအောင်လို့ကျွန်တော်လေးပဲမှတ်အောင်လုပ်ထားရပါရဲ့ကောင်းမကောင်းခါဒီခါကျွန်တော်တို့စမ်းသက်ခါကိုတို့ရဲ့စီးပွားရေးကိုဇာပိုင်စမ်းသက်ရဖို့လေဇာပိုင် test လေးတတိယ step ကဇာပိုင် test လုပ်ရဖို့လေပြရှိပါတယ်ဒါမေးခွန်းဟုတ်တယ်အဖရိကဆိုတော့ကျွန်တော်တို့ရဲ့ product နော် product လို့ကုန်စည်နော်ကျွန်တော်ရဲ့ကုန်စည်သို့မဟုတ်ကျွန်တော်ရဲ့ service နော် service လို့ကျွန်တော်ရဲ့ဆောင်ရွက်မှုသို့မဟုတ်ကျွန်တော်ရဲ့ service ကိုကျွန်တော်တို့ကအနည်းဆုံးနော် small market နော်ဒီကုန်းတော့ကျွန်တော်ရဲ့ market ကိုအားလုံးကိုခြုံပြီးလေ့လာထားပဲရ market တခုသာလောက်စမ်းနေ market အငင်းရှိတစ်ခုပုံအနေပဲနော် market ဆိုတာခုနကျွန်တော်ပြောတယ်ကျွန်တော်တို့ရဲ့လုပ်ငန်းဤကျွန်တော်တို့စီးပွားရေးလုပ်ငန်းဤနေပေရဲ့နေပေတွေကအငင်းဆုံးအငင်းရှိနေပေတစ်ခုစီအမှန်တော့ခါလေရက်ပိုင်တစ်ခုရက်ပိုင်ငင်းရှိတစ်ခုကိုစိုက်ဖရာပြီးကနော် segment ဆိုပြီးသူတို့ကသုံးတာရေးစမ်းစိုက်ဖရာပြီးကလောက်တာကိုတစ်ခုကိုတနေရာတည်းမှာလို့ဘယ်မကောင်းဘူးပြောလို့မရအဲ့အန်တနီယာမှာလေရဲ့ကိုရိုမာကတ်ဥမာရခိုင်ပြည်မှာကောရိုတော့ခုပါလေနော်ခိုင်မာဒီပစ္စည်းကိုကျွန်တော်တို့ round ဖို့တောက်တူမှာလေအငေဆုံး market အငေစပ်ဖို့ဈေးကွက်ရှိတယ်ဒီကလေးကျွန်တော်ဆိုတာစမ်းသပ်တယ်ဆိုတော့ကအနည်းရှိတာစမ်းသပ်ဘူးနော်ပမာဏအနည်းရှိနေထို့အတူကျွန်တော်တို့ဟိုဒီတောင်ကွင်းကိုထားလာခါလေကျွန်တော်တို့ဟိုမှာတောင်ကုန်းမှာစမ်းသပ်ရှိစမ်းရပါဘူးနော်ဆိုကအလီမှာတခါရခိုင်ပြည်ရဲ့အလီမှာရုပ်မျိုးစိုက်ဖရာပြီးကနော်ကျွန်တော်တို့နေတာ segment ဆိုတော့ပဲစိုက်ဖရာပြီးကအပိုင်းဖရာပြီးကနေတာရှိတတ်မှတ်ပြီးကစနစ်ကြလမ်းပြီးက ABC ကိုအလောက်ရှိတော့ပြီပေါ့အလူတို့ကအပိုင်းဇာစိကွက်ဇာလူတိကိုရဲပိုင်မျိုးပါလေရဲပိုင်လောက်စာကို test လုပ်ကိုပါရဲပိုင်စမ်းတိုက်တာဟုတ်ရငါတို့ဒီ ABC ကလူတိစိတ်တွေငါတို့လုပ်ဖို့ရစုဝုန်းဆိုမလုပ်ဘဲနဲ့အပိုင်စပြီးကလှုပ်လိုက်ခါမှကျွန်တော်တို့ကဇာထလာဘူးဆိုရင်လှုပ်လိုက်တဲ့လုပ်ငန်းအငြိရှိမှုမှာခုန management လို့ခေါ်တယ် BOD လို့ခေါ်တယ်ဒီ shareholder တိကစုစိတ်လို့ရတယ်အာရုံစိတ်လို့ရတယ်မနိုင်ရဲ့ဥပမာအဖြစ်ဒီမှာပစ္စည်းတရာပဲတော့ခိုက်တယ်ဆိုပါဆိုခဲ့ပစ္စည်းတရာလို့ဆိုခဲ့အောင်လို့သိနေဒီနေ့တရာငေါခုတော့ရတယ်ဆိုတရာမှာဇလောက်လာခိုင်းလို့တော့အဲ့ဒီပဲတော့ရရက်ပိုက်အများတော့ကွန်တိနာသုံးချလိုက်ခဲ့
ခါမှန်းရတို့ကအများကြီးခက်ပါနော်ဒီဘက်မျိုးသူကတဘာဝကိုသူကဆိုပဲနော်ဒါကျွန်တော်ကဒီဂုဏကသူ့ရဲ့ဟိုဟာကိုတော့မပြည့်စည်ခြင်းပါသူကရုပ်ပိုင်မျိုးစမ်းသပ်စီခြင်းတွေစမ်းသပ်တွေရုပ်ပိုင်မျိုးစမ်းသပ်ရတွေလို့ဒါဟာတကယ်ဒါ global theory ပါနော်ကမ္ဘာ theory ပါစီပေါ်နေပတ်သက်ဆိုကြရေးချင်တဲ့ test ကိုရုပ်ပိုင်မျိုးကိုယ့်ရဲ့ product ကိုသို့မဟုတ် service ကို market အမြင်ရှင်နဲ့ပိုင်းစိုက်ထားပြီးကမောင်းနဲ့စမ်းသပ်ရပါဖို့လို့ပြောပါတယ်နော်လောက်ကင်ရဖို့အဲ့မှာပြောပါဒါကိုတော့သူတို့ကတတိယအဆင့်ဖြစ်ပါတယ်ဒီပိုင်း test လုပ်တဲ့ခါကြကေဒီမှာကျွန်တော်ထည့်ပြီးကစီပွားရေးပုဂ္ဂလပရပုဆိုကေရဲ့ကျွန်တော်တို့ပုနေတဲ့အတိုင်းကျွန်တော်တို့လုပ်လိုက်တဲ့ခါဆိုပါစို့ကျွန်တော်တို့မနောက်ပိုင်းမှာကျွန်တော်တို့ရခိုင်ပြည်မနောက်မှာတော့ခါနောက်ပိုင်းဒေသကြီးပေါ့အကြိုက်စသဖြင့်တောင်ပိုင်းဒေသနဲ့မတူနိုင်ပါထို့တူနောက်ပိုင်းဒေသရဲ့အနေထားမတူနိုင်ပါရဲပိုင်ခါနောက်ပိုင်းဒေသမှာဥမာအခုတရာကျွန်တော်စမ်းလိုက်တယ်တောင်ပိုင်းမှာတရာစမ်းလိုက်တယ်ရဇကသေချာတယ်မတူပါထို့တူအလေပိုင်းမှာစမ်းတယ်ဒီကရဲပိုင်ဟာမှာမတူတာဟိတယ်လို့တူဟာတိလိရှိပါဘူးနော်ရဲဟာဒီကနေကောင်းဟာဟိလေဆိုးဟာရဲကနေရဲပိုင်၃ခုကိုခြုံပြီးကနောက်ဆုံးကျွန်တော်တို့သိရဆိုကြကျွန်တော်တို့ကိုယ်တိုင်ဆုံးဖြတ်လို့တာဇာပစ္စည်းတော့ဟုတ်နေရေဇာပရောဟုတ်နေရေသိရအော်အေးဆိုကြဒီဘက်ဖိတ်ဒါမကြဲဆိုကြအဖေပေါ်ရည်ဥမာ species မျိုးဆိုကြစားလိုက်တယ်ဖို့စကေနဲ့ရဲဟာကိုမနောက်ပိုင်းမှာဇာတောင်းလာတယ်တောင်းဝင်ဇာတောင်းလာအလေးပိုင်းဇာတောင်းလာဆိုကြအော်ဒီမနောက်ပိုင်းမျိုးဆိုကြဇာပစ္စည်းပို့ကြောင်းလာဖို့မပိုင်းကကိုနဲ့ဆက်ဆက်ထားတယ်ကိုတို့ရဲ့ဥမာဘူးဆိုကြကျွန်တော်တို့ plan တိုင်းဆိုကြရေကကျွန်တော်ဆရာမြဟုံးထားတယ်ကုန်တဲ့ကိုကျွန်တော်ပစ္စည်းဖန်ခိုင်းပို့ပါလေနော်ဒါတော့အရင်ကျွန်တော်တို့ရဲ့စဉ်းစားထားတယ်ချမှတ်ထားတယ်မူဝါဒရှိရေပိုင်ဆိုကြရေပိုင်ပြီးတဲ့ခါရဲလူကကျွန်တော်တို့ကရေပိုင်စနစ်တကျလုပ်ပြီးပြီးလိုက်တဲ့အတွက်သူနဲ့စမ်းလေးစမ်းထားရရေမှာစမ်းလေးစမ်းထားရဆိုကရေပိုင်ပြီးလိုက်တဲ့အတွက်သူမမိုက်တယ်သူရှုံးဖို့ပစ္စည်းကိုကျွန်တော်တို့အရက်ခါတို့မှစကားမပို့ရဘူးနော်ဆိုတော့ကိုယ်ကဆုံးဖြတ်ကြရပါဘူးရေပိုင်ဆိုကသူသိချင်းတယ်ပေါ့ရောင်းလာခွေဒီကသူအကျိုးရှိဖို့ပါမဟုတ်ဘဲနဲ့ရောက်စင်မျိုးလုံးလောင်းနေဆိုကဟိုဟာကတော့ပြီးရအေဟာကမရောင်းလာသိဆိုတဲ့ဟာတမရိုးကြဆိုပြီးဖိုက်လာပါဖို့ဒါက comparing လို့ခေါ်တယ်ကျွန်တော်ရှင်ပြီးကပြစာပါဒါ knowledge လွယ်အောင်လို့ကျွန်တော်ဘုဒ္ဓရနဲ့ကျွန်တော် knowledge လောက်နဲ့ proof စာပါနော်ဒီနေ့ test တာ regular မ regular ဆိုတာကိုဒါဆိုရှင်းပါဘူးနော်ရက်တဲ့ရိုမန်ဆန် PC ကိုယူပြီးက wrong ကမရောင်းလာမဟင်းဆိုတာဖိုက်လာပါပြီဒါကျွန်တော်တို့မှာသေချာလောက်ထားတယ်ဒီချင်းတဲ့ကုမ္ပဏီကိုစတာဖမ်းလဲစွတ်သွားလဲ product ကပါတယ်ကုမ္ပဏီဟာစနိုက်တကြနဲ့ open လုပ်တဲ့အတွက်ကဘာမှာ open price proof ပါတယ်ဒီစနိုက်ဟာစားလေးဆိုဒီဟာပါတယ်ခက်ပါလားဆိုတာတော့မခက်ပါနဲ့အလို့ရှိ business theory ဒီ role share တာဖို့ရှင်းလဲတာဖို့နားလည်မှုလွယ်တာဖို့ဒီပြီးမှကျွန်တော်တို့ဟို PCT ကိုဒါကကျွန်တော်တို့ရဲ့လုပ်ငန်းကိုအများဘောကိုကျွန်တော်တို့ပို့နိုင်ဖို့ရှင်းဖို့လိုတယ်ရပ်ပတ်မျိုးဖိုက်ပါရေးရှင်းလဲဒါကတကယ်ဟိုပါနော်နံပါတ်3 step test ဒါကဘုနာလေးလေအောင်ကိုလူတီကိုစေတနာနော်ကျွန်တော်ရှင်းပြတာဖိုက်ပါတယ်နံပါတ်4ကရက်30ရမ်းလိုက်ရဆိုဆရာတို့မှာဇာပစ္စည်းကိုအခုရခိုင်ပြည်ကိုဇာပစ္စည်းကိုမပွဲမှာဇာပစ္စည်းကိုရောင်းခဲ့စင်ပရီဖို့အလေးပိုင်းမှာဇာပစ္စည်းရောင်းခဲ့စင်ပရီဖို့နော်နောက်တစ်ခါအောက်ဒီတောင်ပိုင်းမှာဆိုတာဆရာတို့သိလိုက်ပါရဲ့နော်ဆရာတို့သုံးသပ်လို့တခုထားလိုက်ဒီဟာရှိကင်ပြီးကကျွန်တော်တို့စပြီးကပစ္စည်းရောင်းပါကိုနော်ကျွန်တော်တို့စပြီးကလောက်ကပ်ပဲစတဘောမလောက်ပါနော်လုပ်တယ်ရက်ခါမှကျွန်တော်မနောက်ပိုင်းမှာ launch four step ကိုထောက်လိုက်ခုန number 1 research number 2 network number 3ကျွန်တော်တို့မှာ network ဆောက်တော့တယ်ကျွန်တော်တို့ပစ္စည်းကို supply လုပ်ဖို့လူနဲ့လေကျွန်တော်တို့ကကောင်းနေရဝယ်ဖို့ဘက်ကလည်းကျွန်တော်တို့မှာကျွန်တော်တို့အကောင်းဆုံးစိတ်ချရတယ်ကျွန်တော်တို့အတွက်အလားအလာကောင်းလို့ကျွန်တော်တို့ထောက်ပြီးသားဆိုခါနော် test ကိုလုပ်လိုက်ရ brief launch ကျွန်တော်တို့မှန်ထားတဲ့ပစ္စည်းစင်မျိုးတွေကမနောက်ပိုင်းမှာကျွန်တော်တို့မနောက်ပိုင်း data ကကျွန်တော်တို့ဇာပစ္စည်းကို round လိုက်ကေကုန်ဖို့ဆိုတာသိနေရဆိုကိုနဲ့ဆက်ဆက်ပြီးက round ပြီးသားဖို့ client ကလည်းသိချတယ်သူ့ကိုပြီးတဲ့ကေ round ကို round လာသူ့အတွက်လည်းအကျိုးရှိတယ်ကုမ္ပဏီရဲ့ကျွန်တော်တို့မှာbrand လို့ခေါ်တယ်တစိမ့်မဟုတ်နာမည်ကုမ္ပဏီရဲ့ဂုဏ်သက်ခါကုမ္ပဏီရဲ့နာမည်ဒီအလိုလိုတက်လာပေါ့ရိုမဆန်ပစ္စည်းယူလို့ကခုလေးပူတရာမလို့ဒီပစ္စည်းပဲတော့ဒီ
တော့ research လုပ်ပြီးသားထိုက်တယ်ထို့အတူကျွန်တော်တို့ကိုပစ္စည်းသွင်းပြတဲ့လူကလည်းတခါဒါဝေနောက်တစ်ခါမှမဟုတ်ရဘူးကျွန်တော်တို့ဒီဘက်ကသာလောက်ကိုနိုင်လေးရက်ဆက်ကိုကရိုပြီးကမှာထားပြီးကအင်းအလောက်ရဖို့ဂတိတိစာနဲ့ကျွန်တော်တို့ပစ္စည်းပေးမယ်နဲ့ခုနမှန်မှန်ကန်လုပ်ခဲ့ဆက်တဲ့ relationship နဲ့လောက်တဲ့အတွက်ကျွန်တော်တို့မှာအချိန်မီလေးဒီကိုရောင်းနိုင်တယ်အချိန်မီလေးဖတ်နိုင်ဖို့ကိုရောင်းဖို့လူတွေ့တဲ့အချိန်မီတော့ဖို့ထို့အတူတွဲတဲ့လူကိုလေကျွန်တော်တို့တောင်းလူဘက်ကလေကျွန်တော်တို့ပုံမှန်ဝယ်နေကသူလေကျွန်တော်ရိုမဆန်ကဒီဘက်ကအဲ့လောက်နောက်တစ်ပတ်အဲ့လောက်ဆိုကျွန်တော်တို့ကိုသူဒီပဲနဲ့အခါလူဟိမိကျွန်တော်တို့ဦးစားပေးပြီးတယ်ကျွန်တော်တို့ ਨੇ ခုနပြောတဲ့relationship ကတကယ်ကိုstrong relationship နော် best relationship လို့ဒါဆိုကောင်းမှန်သောအနာဂတ်အတွက်ကောင်းမှန်တဲ့ relationship တခုဟာအလိုလိုတိဆောက်ပြီးသားထိုက်လာပါဘူးဒါဟာဒါလေးဆိုရင်ကျွန်တော်တို့ percentage ထဲ system ပါစနိုင်နော်ဒီနေ့launchဆိုတာဆက်လေးဆိုတော့ lunch ကအကြခါဇာကိုပုစာလေဆိုရင်ခုနကျွန်တော် prove ရနော်ဒီကလေးပုံနာလဲအောင်ဆိုရင်သူကရဲရှင်ကြမှာရိုမဇန်ကမနောက်ပိုင်းမှာဇာပစ္စည်းကိုရောင်းပြီးပါဖို့ကိုအလောက်ရှာပြီးလို့လောက်ပြီးနိုင်ပါတယ် APC ကအရေးသေးပိုင်ဖို့မှန်ဖို့ဆိုတာကျွန်တော်တို့ကရေဝမ်းနောက်ပိုင်းမှာရှိတယ်မလို့ဥမာနော်ရဲမှာကျွန်တော်တို့တရဝဲရဲနေမှာပုံကြီးစွမ်းကြည့်လို့ပဲသူတို့ရတာလေလူအများကိုကျွန်တော်တို့ကကြေညာနိုင်တာပါဘူးရဲရှင်ကို officially launch လို့ခေါ်တယ်တရဝဲထောက်ပံ့ကြေညာတယ်အသိပြီးတယ်ဒါသူကတော့ကို market ကရှိတယ်စားသုံးသူဒီကျွန်တော်တို့ကစားသုံးသူဒီ customer ဒီကိုကျွန်တော်တို့ပစ္စည်းကိုသုံးဖို့လူဒီသိအောင်ပြည်သူသိအောင်ဒါ public ကို launch လုပ်တာပါနော်အဲ့ဒါဆိုရင်ကျွန်တော်ရဲ့ business ကိုရဲပိုင် launch လုပ်ပြရတယ်နော်ရဲဟာဒီဒါအတွက်လေဆိုရင်ကျွန်တော်တို့ရဲ့ခုနက marketing strategy ကြီးလို့ခေါ်လို့တာနော်ကျွန်တော်တို့ရဲ့ဒီစီးပွားရေးဆိုင်ရာview ဟာကျွန်တော်တို့ရဲ့ခုန launch နေတဲ့ view ဟာပါတယ်ဒါပစ္စည်းကိုဒါပဲတော့ဒါပဲပြဖို့ဆိုရင်ပထမ view ဟာအတိုင်းအထမရောက်ဖို့အတွက်ကျွန်တော်တို့ကဒီ implement ကိုလောက်ရခင်ဖိတ်တယ်အများကြီးအောင်လုပ်ပြီးမှအများဝေဖို့ပါနော်ကိုယ့်ဘက်ကပြီးဖို့ဥမာရာဖို့ကိုပစ္စည်းကိုပြန်ဖို့လူကိုဖန်ဖို့လူကင်ထားရမိမတကယ်စောသုံးဖို့လူရဲပစ္စည်းကိုဥမာစနိုးဆိုစနိုးလိမ့်ဖို့လူပါဘန်နေကစနိုးတိဘက်ကောင်းလေဆိုရလိမ့်ဖို့လူပါဆိုတော့ရဲအကောင့်ကိုကျွန်တော်တို့ကပညာဖို့ရဲနေ့ကစနိုးအမီစတီကိုလက်ဆောင်ပြီးဖို့ဒါဥမာနော် launch လုပ်နည်းသဘာဝနော်မသိဘူးကလေးသိတာအောင်ပါနော်ဆိုပြီးဒီဘက်မျိုးလက်ဆောင်ပြလို့ရဆိုတော့ဥမာအရှိုးလေးဆိုတဲ့ဘူးအမီစတီကိုပြီးစာမျိုးတောက်ခိုင်းစာမျိုးရဲဘက်မျိုးနဲ့ကျွန်တော်တို့ဒီကိုယ့်ရဲ့ဂုဏ်စီကိုပြည်သူကိုကျွန်တော်တို့ launch လုပ်တယ်တရဝဲကျင်ညာတရဝဲအသိပေးတယ်ဆိုပြီးဒီရှင်းကိုကျွန်တော်တို့အမခံရဲရှိမှကျွန်တော်တို့ဟာခုန launch လောက်ဟာမှာကျွန်တော်တို့မှာကျင်ညာဖို့ကျွန်တော်တို့ရဲ့ဒီဟာဒီ congruent ကရှိတယ်ပစ္စည်းတစ်မျိုးစီအလိုက်သူ့ data မှာဒါပစ္စည်းတော့ရဲပစ္စည်းတစ်မျိုးစီလိုက်ဟိုစုပြထားပြီးတော့ဖိတ်တွေရဲဟာဒီကိုကျွန်တော်တို့မှာ pamphlet တီလုပ်ဖိတ်စီဒီပဲ launch လုပ်ခဲ့ပါတယ်ဒါကမသိတဲ့လူတွေသိအောင်လို့ဒီ production ဖိတ်ပါတယ်နော်โอเคလေးရှယ်တော့ခိုင်းလေးကလေးထိုက်အောင်နံပါတ်5လေးကဒါပါလေနံပါတ်5လေးဘက်ကနောက်ဆုံးက review မှန်ပါနော်ခုနကျွန်တော်တို့အဆင့်၄ဆင့်ကကျင်ညာရရည်ကျင်ညာကကုန်ပစ္စည်းကဈေးကွက်ထိကိုရောက်လာပါရဲ့နော်စီးပွားရေးသဘာဝရကုန်ပစ္စည်းမှာရောက်ပြီးဖမ်းရမယ်ကျင်ညာတောင်းလေးရဲရှိမှရဲလာဝယ်လူတီဖောက်တဲ့အသိတိကိုလေကျွန်တော်တို့ကစမ်းပြီးဖို့ရဲထက်ကဖောက်တဲ့အသိပိုကောင်းတွေဖောက်တဲ့သိရာဖို့ဒါကက်ရှိဒါကမြောက်ဖရမလို့ရဆိုကေရဲပံမျိုးဖောက်တဲ့သိတိကိုအောင်လို့ပြီးရဲဈေးကိုရှိုးတော့ဖို့ရဲရှိမှစတဲ့ပြပါဘေးတပတ်အတွင်းမှာဝေကစားစီးနေပြီးဖို့ဒီပိုင်မျိုးကအစကျွညာပါတယ်ဆွေးဆောင်အားဒီနဲ့ဒီပြီးမှကျွန်တော်တို့ရဲ့ market strategy နဲ့ရုပ်ပဲလုပ်ပြီးခါမှကျွန်တော်တို့ကဟာစီးပွားရေး view ကတဘာဝပါရင်နော်ဒီ show ground ပိုကတည်းရသည်ဒီပြီးမှကျွန်တော်တို့လုပ်ငန်းကိုတစ်ခုလုံးကိုကျွန်တော်တို့က review လုပ်ရပါဖို့အဲဆိုပြီးကျွန်တော်တို့ PCT ရိုမန် PC ခုနနောက်ပိုင်းမှာအလေပိုင်းမှာတောင်ပိုင်းမှာသူတို့အကြိုက်တွေဟာအဈေးကွက်အလားလားကောင်းဟာမှာကျွန်တော်သေချာစနစ်ကြနဲ့ခိုင်းခါရရောင်းလောက်ဒီအနေနဲ့လေပေါ်ပါနဲ့ရောင်းလို့ရနော်ပို့ဖို့လူဟင်းရဆိုခါကျွန်တော်တို့ရောင်းလာကျွန်တော်တို့လုပ်ငန်းကြီးလေပတ်လိုက်ဟုတ်ပါလိုက်လုပ်ငန်းလုပ်ရမယ်ဒီ operation ပါရဲရှင်ရဲ operation ရဲ့ result ဒီခါမှာတောင်ကုတ်ကိုဇလောက်ပို့တယ်
တောင်ကုတ်ကဒီတလားမှာဇာလောက်ကုန်တွေကောင်တောင်းမှာတခါတောင်ကုတ်ကဇာပေါက်တွေကဇာလောက်ဇာလူကဇာလောက်ပါတယ်နော်ဒီလိုမျိုးအသေးစိတ်ကို regular ပုံမှန်အပ်တဲ့ကျွန်တော်တို့က review လုပ်နေဖို့လိုပါကိုတို့ရဲ့လုပ်ငန်းကိုနော် review ဆိုတာက plan တွေသုံးသပ်ဆိုတာပါနော် plan ပြီးကလောက်ထစာတိကို plan ပြီးကသုံးသပ်နေဖို့လိုပါတယ်ဒါပဲသုံးသပ်ပါဘူးလေ regular နော်ပုံမှန်သုံးသပ်နေဖို့လိုပါတယ်နော်ဇာအတွက်လေ review ကရပ်ပိုင်ဇာဟုတ်ပုံမှန်သုံးသပ်ရဖို့လေဆိုပြီးမိခွန်းမရှိပါလားမိခွန်းရှိပါနော်ဒီမိခွန်းအဖေကကျွန်တော်တို့ရဲ့ဘုပရိုနိစာ business plan မဟုတ်ပါလားကျွန်တော်ရဲ့စီးပွားရေး view ဟာစီးပွားရေးစီစဉ်စီးပွားရေးလုပ်ငန်းစဉ်ရအခုလုပ်လာရ step ၄ခုဒါအားလုံးဒီကျွန်တော်တို့ရဲ့ခြုံလိုက်ကကျွန်တော်တို့စီးပွားရေး plan best plan ထိုက်ဖို့အတွက်ကျွန်တော်တို့ pro နေတာမလားရဲ့အတွက်ကျွန်တော်တို့ရဲ့ best plan ရဲ့လိုအပ်တဲ့ခုန ownership အသာရှိတိကို adjust သိပါတယ်နော်ဟမ်က adjust လုပ်တယ်ညှိနှိုင်းတာညှိပြီးတာလေညှိပြီးတယ်ဒါလိုဟာကိုလိုတဲ့ဟာကိုဖိပြီးဖို့ပိုတဲ့ဟာကိုရှုပ်ဖို့ဒါ adjust အင်္ဂလိပ်စကားလုံးကတော့ဆိုကြရရှင်းကစားလေကျွန်တော်ဟိုနေ့ကကျွန်တော်အာသာရှက်အာနိရှက်ဆိုတဲ့ဝဟာရနဲ့ကျွန်တော်တို့ဆွေးနွေးခါတယ်နော်ဒီနေ့မှာအာသာရှက်အာနိရှက်လို့မသုံးဒီမှာတော့ခါဇီကွဲရဲ့လိုအပ်ချက်နော်ဇီကွဲရဲ့လိုအပ်ချက်ဟောက်တီတီလိုအပ်ချက် market ရဲ့လိုအပ်ချက်ကိုကျွန်တော်တို့ plan ကအကောင့်ဆုံးလောက်နေအတွက်ရမှာရဲ့ plan ကို adjust စီဒါမနောက်ပိုင်းမှာဇာပိုင်ရဲ့ဟာကိုကျွန်တော်တို့ကမနောက်ပိုင်းကလူတိကဇာပိုင်လောက်ကိုပို့ကောင်းဖို့နော်ဒါဆိုကြတော့ခါသူတို့မကရဲ့ဟာကို adjust လုပ်ပြီးလီသူတို့ရဲ့တကယ် money brand ရဲ့စားသုံးသူရဲ့ feeling တော့မစားသုံးသူရဲ့ demand လိုအပ်ချက်စားသုံးသူရဲ့ခံစားချက်စားသုံးသူရဲ့ grade ရဖို့တချိနဲ့တထပ်တေးကြားလာတဲ့အတွက်တိတ်စိမှသူကမသုံးလာခဲ့မဖိုက်ဆိုတဲ့ပုံစံမျိုးဒီကိစ္စတရဲ့ဒေတာမှာအာရာဘီစီကိုရမရကနေဖို့အမှစနိုးဆိုကေဂုဏပေါ်တဲ့တိပဲစနိုးမှာကျွန်တော်လုပ်ဖို့ဆိုတဲ့ပုံစံမျိုးလေမပြအောင်ကိုယ့်ရဲ့ဈေးကွက်ကိုတိဆောက်ဖို့အတွက်ဒီ review ကအရန်အရေးကြီးပါတယ်ဒီချက်နဲ့ကျွန်တော်တို့ရဲ့ business trading ခုနကျွန်တော်တို့ကုန်သွယ်မှုလုပ်ငန်းရဲ့ business ကခြုံလိုက်ဖို့ဆို business ကိုကောင်းဖို့အတွက် plan ရှာတာတွေစီးပွားလုပ်ငန်းတွေဟာ plan လုပ်တယ်ကျွန်တော်တို့ရဲ့ plan ကောင်းဖို့အတွက်မှာဒီအဆင့်5ဆင့်ရှိပါတယ်နော်ဒီအဆင့်5ဆင့်ကိုညာခါကျွန်တော် product ခါတွေအောင်မလားလို့ဒီနေ့ဒီရှင်းကအရေးကြီးပါတယ်ဒီရှင်းနဲ့ plan ပြီးကြကျွန်တော် product ခံပြပါတယ်ဒီလောက်ဆိုကြတော့ခါဒီ step 5ရှင်းကိုကျွန်တော်တို့ရဲ့လုပ်ငန်းရှင်ဒီကျွန်တော်ရဲ့ share ရှင်ဒီနော်နားလေမှိုင်းလို့စီရှင်တွေနော်မှိုင်းမိလို့စီရှင်ပါနော်လူလေးရှိပါ research အရင်လာဖို့နံပါတ်2က network တိဆောက်ဖို့နံပါတ်3က test လုပ်ဖို့နံပါတ်4က launch လုပ်ဖို့တကယ်ဒါအချင်းရှုံးပါနံပါတ်5ကကျွန်တော်တို့လုပ်ထားတဲ့ market နဲ့ကျွန်တော်တို့လုပ်ငန်းစဉ်ကို review လုပ်ပြီးကြreview ရဲ့ result ကကျွန်တော်ရဲ့ business plan ရဲ့လိုအပ်ချက်ကို plan ပြီးကြ adjust လုပ်ပြီးဖို့အတွက် review လုပ်တယ်နော် review ပါ review နောက်မှာကျွန်တော်တို့ပို့ပြီးသားရှိတယ် review လုပ်ပြီးရတဲ့ adjust လုပ်လို့ဆိုတာ replan နဲ့ရေဒီ marketing plan က replan အသိပြင်ဆင်ပြီးကြ replan တခု restructure တခုအသိတတ်မှတ်ချက်တခုနဲ့ထိုက်လာပါဘူးနော်ဆိုပြီး A plan လုပ်တယ်ဆိုကြသုံးသပ်တွေ့ကပါကိုဦးနောက်ရှင်နေကိုဟုတ်ပါဆရာနိုင်နာကြဆင်းကျုံကြဟုတ်ပါလားရဟမျိုးကိုရဟနဲ့တရားကိုကျွန်တော်တို့ကုမ္ပဏီဟာ A plan လောက်ရတယ်ဆိုတာကိုဟုတ်ပါခင်ဖိုက်ပါတယ်ကျေးဇူးတင်ပါတယ်ဆရာဆရာတနာရီပြည့်လဲဆိုတာကျွန်တော်စကေးဆွေးနွေးပြီးပါပဲအင်္ဂလိပ်နဲ့ဆရာ pro ရေစကားလုံးတွေကိုအင်္ဂလိပ်နဲ့ကျွန်တော်ပြန်ပြီးအကျဉ်းလို့ပြီးရှင်းပြပြလိုက်ပါမယ်9မိနစ်လောက်နားလို့ရပါတယ်ဆရာကြီးဦးအောင်တန်း pointed out there are 5 steps of survey
5 steps of survey, 5 kinds of survey. The first one is research. Market providing services, it is very, very important. The studying of the competitors will compete with us. So we must be careful. Which kind of motor cars is the best seller will be to study. It's the kind of some kinds of researching method. And then step 2, the network. The supplier relationship will be important. Potential clients will help the company. A personal relationship will be needed. The best relationship must be provided. And this time we do not have network in Areca data. So we must try our best. Number 3, test. We will test to start the company from the minimal level. We will test to start the company from the minimal level. Laboratory test will be carried out. Northerners in Arakan will like some kinds of goods, but Southerners may like another kinds of goods. So we must test the customer, how customers like the product. Number 4, launch. Company brand, company products, etc. are better. The people accept it. The company, a brand must be good. Company products must be good. That will be the customer will accept. Trying to do them. Advertisement must be issued. Advertisement materials will be supported. This is launching our products in the company. Number 5, analysis or reviews. The products made by a company will be reviewed. They are the business plans. We will adjust. The consumer satisfaction will be tested. So the first section, Suragi, in the first section, Suragi Uangdan explain these 5 kinds of plan. So, okay. Suragi Uangdan ga survey 5 ချက်ကိုbusiness plan 5 ချက်ပါတယ် 5 ချက်ကိုဆွေးနွေးခါရေးကျွန်တော်တို့သုတေသနအပိုင်းနောက်ပြီးလို့ရှိရင် network အပိုင်းနောက်ပြီးလို့ရှိရင် test ဆိုတဲ့အပိုင်းပြီးလို့ရှိရင် the launch ဆိုတာကဖန်ဝီလေးပါတယ်ဈေးကွက်ဖန်ဝီလေးအပိုင်းanalysis review analysis ဆိုတာဒီပစ္စည်းကိုဘယ်သူလူထုဇာလောက်ကြိုက်လဲမကြိုက်လားစသည်အပြင်ကျွန်တော်တို့
လေ့လာတာဖို့စမ်းစစ်ရဖို့ရဲ့အချက်ဒီကိုဆရာကြီးဦးအောင်တန်းကဆွေးနွေးခါရီလို့ကျွန်တော်တို့နားလည်ကြပါမယ်ကျွန်တော်ကလည်းအခုစကားပြောတာအကက်ကြီးမကောင်းပါခေါင်းကစကေးစိုးနေခါအားလုံးကိုလေးစားပါလေရပါဆိုခဲ့ဒါကြီးကျွန်တော်ပြောတာ9မိနစ်တော့ပြေးလိုက်ရတကယ်ဆရာကြီးဦးအောင်တန်းဆက်ပြီးကြီးပြောပြပါပါဠိစွာပါဆရာကြီးဦးအောင်တန်းအဝေးရောက်လာမသိဆိုခဲ့ကျွန်တော်စကေးဆက်ပြောပါမယ်ဒီမှာ launch so step 5 launch နော်step 5 launch and promote the pilot ဒီပိုင်းအင်္ဂလိပ်စကားနဲ့သုံးလို့တွေ့ရပါတယ်tactics to attract testers early bird access join a beta group 50% of the 50% of for the first 100 users exclusive webinar demo the product some networking provider use affiliate incentives paid micro influencers per sign up for example try a pro trading platform free for 40 days, no credit card needed. That is a kind of advertisement. This is the announcement how to provide the network. And then step 6, gather feedback and leverage. Post-pilot actions will be needed. The service will be asked, what's missing? Will you pay for this? This is these are the questions the provider on online provider. ကောင်းပါဆရာဆရာကြီးအဆင်ပြေပါလားအသာပိတ်ထားပါဆရာအဝိရောင်လာတော့ပြီကျွန်တော်တို့ company အတိုက်ဆိုခါကျွန်တော်မှလောက်ကြတာပြီးတော့အများကြီးပါခုနကတော့နောင်ခါတော့ကျွန်တော်တို့ step by step လောက်ရဖို့ကိစ္စဖြစ်ပါတယ်တဆင့်ပြီးတစ်ဆက်လောက်ရဖို့ဟင်းရေတဆင့်ပြီးမြောက်ဖို့အတွက်ကျွန်တော်တို့ကိုးစားရဖို့တဆင့်ပြီးမြောက်ဖို့ဆိုတာက achievement ပါတယ် first step to achieve we must try our best to get the company account in the bank, the official bank. Is that the first thing we have to do? Okay, ကျွန်တော်တို့ဒီအာရိကနိုင်ငံထဲမှာကတော့ကျွန်တော်တို့ဘဏ်အကောင့်လောလောဆယ်ဖွင့်လို့မရဆိုတာအာရိကအစိုးရဘက်ကဘဏ်စနစ်ကိုကျင်းသုံးဖို့အတွက်အစတဲ့မဖိတ်ဘူးဒီကကျွန်တော်တို့ကဒီလက်မှုစိုက်တောင်စီနဲ့တွဲပြီးပဲတနည်းတစ်ပုံနဲ့နောက်တတိအနေထားနဲ့အလုပ်ရတဲ့ပုံမှာတို့ဟုတ်
ဒီဟာကလည်းကောင်းဝေကိစ္စပြီးတော့မဟုတ်ပါကျွန်တော်တို့အမှန်တကယ်စိတ်ချင်ဒီပုံစံကတော့အရိကဒေတာပါကိုယ်ပုံစံနဲ့ကိုယ်ဒီစောက်ရေးစိတ်ချင်ရေးဆိုပြီးသဘောတဘာဝကိုကျွန်တော်တို့ပြောလိုရပါတယ်ဆိုပြီးအခုဆိုပြီးကျွန်တော်တို့နော်company process ကတော့အတန်တော့ခရီးရောက်လာရတော့ခလိုက်လာထဲကိုတော့ရောက်နေပါကျွန်တော်တို့ရဲ့ဒီ company လုပ်ငန်းကိုစီစဉ်ဆောင်ရွက်မှုခလိုက်လာထဲကိုရောက်နေရတယ်ဒီအချိန်မှာကျွန်တော်တို့တချို့ကတော့ project တွေပါနောက်ကန်ကမှုဖွင့်နေတယ်နော်မဆာအောင်လို့ဒီလန်တီကိုအားကြရဖို့ဆိုပြီးတော့ဒီအကံပုတွေအကံပုတဲ့ဒီလူတို့ဟင်းရဲ့ဆိုပြီးဒီဟာလည်းပဲတန်တလောက်တော့မှန်ပါလိမ့်နော်မှန်တလောက်တော့မှန်ရဲ့သို့တော်လည်းကျွန်တော်တို့ကနော်မဲချင်တိုင်းနဲ့မဲလို့ရတဲ့အခေတွေမဟုတ်ပါဒီအချက်ကိုကျွန်တော်တို့နားလည်ပြီးတော့ပါဖို့နားလည်နိုင်အောင်လဲစူးစမ်းရပါဖို့ဆိုပြီးကျွန်တော်တို့တခုခုနေပြီးတော့စီစဉ်ဆောင်ရွက်နိုင်ဖို့နည်းလမ်းနဲ့လာရဖို့ပုံစံတို့ဖြစ်ပါတယ်အထူးသဖြင့်တော့ကျွန်တော်တို့ဘင်္ဂလားဒေ့ရှ်မှာဘဏ်အကောင့်ဖွင့်ပြရဆိုပြီးကျွန်တော်တို့ export လာနိုင်ဖို့နည်းလမ်းကိုကျွန်တော်တို့စူးစမ်းပြီးတော့ဖိုင်နိုင်ဆိုတာအကြောင်းဟုတ်လို့တော့တွေးမိနေ export ဆိုပြီးဇာဟိဖို့လေးဆိုရင်ကျွန်တော်တို့မှာအလွယ်ကူဆုံးဒီငါးပစွာဟိဖို့ကနန်းတီဟိဖို့ရပ်ပိုင်အနေထားဟိပါတယ်ဒီကနန်းကိုတော့ဘင်္ဂါလီတိကစားလားမစားလားတော့မသိပါဟိုဟာချင်းဒီကတော့စားပါတယ်အိန္ဒိယဘက်မှာမီဇိုရမ်ဘက်မှာတော့ချင်းဒီကစားတယ်လို့တော့သိတာဆိုပြီးကျွန်တော်တို့ငါးဒီကိုပို့ဖို့ဆိုပြီးအလွယ်ကူဆုံးပို့လို့ရနိုင်ပြီဟင်းဒီဘက်အရကအစိုးရမှာကနော်တူနီတူဟန် official flight အောင်လို့ကျွန်တော်တို့ကနောက်စီစဉ်ဆောင်ရွက်ရဖို့ဖြစ်တယ်နော်ဆိုပြီးဟိုဘက်က input license ကျွန်တော်တို့နော် input license ရှောက်ထားလို့ရရဆိုကကျွန်တော်တို့ငါခေါက်ကိုပိုက်စီငါအစိမ်းကိုပိုက်စီနော်ငါကို refacing အနေနဲ့ပိုက်စီပါလေရက်ပိုင်းလက်ခံနိုင်ဖို့အတွက် import license ဘင်္ဂလားဒေ့ရှ်ဘက်ကလောက်ရပြီနော် market အနေထားနော်ဈေးကွက်အနေထားကိုလည်းကျွန်တော်တို့သုံးသပ်ပြီးလောက်ကိုင်ဆောင်ရွက်ရဖို့ဖြစ်ပါလေပထမဆုံးကျွန်တော်တို့ပုံသွယ်မှုအရင်စနိုင်ဖို့အတွက်တော့ closer ဖို့လိုအပ်တယ်လို့ဆိုရပါဖို့စရာကြီးအောင်တဲ့အစပြပါလား ပြေပါဆရာခုနဟုတ်ပါဟုတ်ပါအဲ့ဒါဆရာကြီးဟိုဟာလေးပြေးခိုင်းဆိုတဲ့တယောက်ကဝင်ဖို့စောင့်နေလို့ပေါ်နေပါတော့ပြေးခိုင်းဆရာဘာမှာ host ကတော့လို့ပါဆရာကျွန်တော်ဘာကိုပို့ပြလိုက်ကျွန်တော်က host စောင့်နေပါလားဟုတ်တယ်ဆရာဘာ host စောင့်နေကျွန်တော်ကမမြင်ရပါ host တောင်းလို့ပါဆရာဘာတော့ host ကိုဆရာဘာပို့လိုက်မယ်ဟုတ်ပါဟုတ်ပါကျွန်တော်နာမည်ဘေးနာကနာမထောက်လိုက်ပြန်มาလို့ပြီးတော့ make host ဆိုတာပါပါလိမ့်မယ် make host ကိုနှိပ်လိုက်တော့ကျွန်တော်ကတော့လာဟုတ်ပါကင်မရာပေါ်မှာထောက်လိုက်ဆရာ one click ထောက်လိုက်မြတ်ဆိုတန်းစီပြီးပေါ်လာပါဖို့စာတန်းပြီးပေါ်လာပြီဒီအထက်က make post ကိုနှိပ်လိုက်လို့တာဆရာနာမည်ပြောင်းကွန်ပျူတာနဲ့ဝယ်ထားမလားဆရာဟုတ်ပါတယ်ကွန်ပျူတာမှာဘေးနားမှာ participant မှာထောက်လိုက်ပြပါဆိုပြီးဘေးနားမှာတန်းစီအသက်ရှိ30နားမှာကျွန်တော်ဟောပို့ပြလိုက်ပါမိတ်ပို့လိုက်ပါရပို့လိုက်ပါဆရာဟုတ်ပါဒီခိုင်သူကေဆိုပြီးပို့နေပါတယ်ဟုတ်ပါဒီခိုင်ဟုတ်ပါနှစ်ယောက်လုံးလက်ခံထားပါလားဆရာဆက်ပြီးဆွေးနွေးပါဆရာဟုတ်ပါရဲ့ဒီနေ့ခါ
ကျွန်တော်တို့ကစီးပွားရေးနဲ့ဆိုင်တာအကောင်းဆုံးစီးပွားရေးစီမံချက်ဆို business ဆိုစီးပွားရေးလုပ်ငန်းကို company ဆိုတာက background ကိုဆွေးနွေးစာဖိတ်ပါတယ်။ရင်းနဲ့စီးပွားရေးစီမံချက်ဆို business စီးပွားရေးလုပ်ငန်းနဲ့ပတ်သက်တဲ့စီမံချက်ဆိုတာတဲ့လုပ်ငန်းစဉ်နော်ကျွန်တော်ရတဲ့လုပ်ငန်းစဉ်စီမံဆိုစကလုံးကအများကြီးပြနေအတွက်လုပ်ငန်းစဉ်ဒါပဲလောက်ရဖို့ဆိုတော့အချုပ်ဟိုနေ့ကဆွေးနွေးချက်အချုပ်5 step 5ခုနဲ့ကျွန်တော်တို့ဆွေးနွေးခါပါတယ်ဒီ step 5ခုဟာခြုံပြရဖို့ဆိုကြကျွန်တော်တို့ရဲ့အကောင်းဆုံးဆိုတဲ့ well plan အကောင်းဆုံး plan business plan ကိုလိုက်ဖို့အတွက်လောက်ရတဲ့လုပ်ငန်းစဉ်ဖြစ်ပါတယ်ဆိုဒီချက်ကိုကျွန်တော်company မှာမှလားဆိုမဟုတ်ပါကိုယ်ပိုင်လုပ်ငန်းမှာလေးပိုင်ကျင့်သုံးလို့ရှိခဲ့ကျင့်သုံးလို့ရပါတယ်ကိုအားရခစီးပွားရေးလောကကြီးဥပမာနော်ဒီမှာသိမ့်ကျွန်တော်တို့သိမ့်အမှဆပ်ရာလုံးနေတယ်ဒါကိုတိရသလောက်ဆိုခဲ့ဒီဆပ်ရာမှာလေးဒီချက်ကိုသူကပထမ step ဒုတိယ step မလို့တော့မှ test လောက်ကစပြီးသူမှလုပ်နေရဆိုကသူစမ်းလို့ရတယ်နော်ဆိုပုံဒီကကိုယ့်ရဲ့client တွေကိုယ့်ရဲ့ဖောက်တွေကိုယ့် customer ကဥမာကူဥမာ cyber အတုံးထက် cyber တွေ grade လားဆို cyber တွေ product ကိုထုတ်ကိုရောင်းလာဖို့ပါလေအရေးပါတီးရလေဆိုရဲ့ဇာတိ grade ကတည်းကဆိုကိုယ့်ရဲ့ competitor ကအပြင်မှာအများကြီးရှိတယ်ဒီ cyber ဆိုပြီးဆိုကဇာဟာကို grade ကနေဆို last ကဇာဟာကို grade လေး last cyber စသဖြင့်ဒါဥမာပါနော်ဆိုကရဲရှင်းကိုကယူပြီးကရဲကုံစီအသက်ကိုဟာကိုအမှနှဲစီနန်းကို grade တွေဆိုနှဲစီအရောင်ရှင်နဲ့နှဲစီအနန်းကပိုင်းလောက်ရတယ်ဆိုပြီးနှဲစီကို brown black ကိုပိုတော့မဟုတ်ပါလိုက်နော်ဒီပိုင်းမျိုးပါဒါကဆိုလိုစာက generation ဆိုတာကnot only for those things အားလုံးအတွက်ပါနော်တယောက်ဖြစ်တယ်မဟုတ်ပါဒါလို့မဆိုအသုံးချလို့ရပါတယ်ဒါလို့ဆိုကိုရခိုင်တော့ကိုအရခတိအရခသူတီအောင်ရှမ်းသာစီရင်ပါတယ်နော်ဒီဆိုကျွန်တော်ပြန်မခံပြီးကကျွန်တော်အခုတော်ရခဲ့ဟာလေပို့ပြီးကကောင်းပါကိုရနော်ပို့ပြီးကအကျိုးများပါဖို့ပို့ပြီးကထိတော့ပါဖို့ကျိုးရှိစီချင်ပါတယ်ကိုကပြီးနော်ဆိုကြတဲ့ရေကျွန်တော်တို့အခု plan account ပို့နေတယ်ဆိုခါစီးပွားရေးဆိုင်ရာလုပ်ငန်းစဉ်ဟုတ်ကဲ့ရ9ချက်ကိုကျွန်တော်နေကုန်းချုပ်ရဖို့ဆိုကြ final notes လို့ပြောတယ်ကျွန်တော်တို့ MBA ပေါ့မဟာစီးပွားရေးစီမံအုပ်ချုပ်မှုဆိုင်ရာမဟာဘွဲ့မှာမဟာပညာရမှာပြန်နော်ဆိုကြfinal အနေနဲ့သူကတော့ခါစား protocol လေးဆို well business plan မှာသူကသူကလေ3မျိုး protocol သူကတော့ခါသူမှတ်ချက်ပြီးထားတယ်လေအချုပ် final note ဆိုတာအချုပ်မှတ်ချက်လို့ပြောရပါဘူးအဲအချက်ကိုကျွန်တော်ဖတ်ကြည့်ခါMBA ရဲ့ business ကိုဖတ်ကြည့်ခါရုံမတူတာသူကကြခါဇာဘူးလို့ဆိုကျွန်တော်တို့ရဲ့ဒီ step 5ခုပိုင်ရstep 5ခုကိုလုပ်တဲ့ခါမှာသူကဒါကိုတော့မင်းတို့ဂရုစိုက်တာပေါ့ဟိုဒီပိုင်းဆိုပြီးကသူကတော့ခါစီးပွားရေးပညာရပ်ကိုလေးလာတယ်နော်အထူးပြုပြီးလုပ်နေတယ်ဟာပေါ့သူတို့စာအုပ်ဖိတ်တွေအတွက်သူတို့ partnership ဖိတ်တွေအတွက်သူတို့ရဲ့ final notes မှာကသူကဇာဘုထလေးဆိုခဲ့ကျွန်တော်တို့ရဲ့ business plan ဟုတ်တာ business ကျွန်တော် business plan ကိုဆွေးနေတယ်ကျွန်တော်တို့ရဲ့ well business plan ကိုတဲ့ဇာပိုင်လောက်ရဖို့လေးဆိုခဲ့လောက်ကတဲ့ခါမှာလိုရင်းနဲ့တူရှင်းခိုင်းတာပါဘူး concise ဆိုခေါ်ပါ C1CISC နော်ကြိတ်လိုက်နဲ့လိုရင်းတူရှင်းခိုင်းတာဖို့ရဲ့ plan ကဒီမှာအားလုံးသောဒီဥမာသူကတော့ခါကုမ္ပဏီ agree ဌာနအမျိုးအကြီးနဲ့လူညာတွေမျိုးစုံရှိတယ်လူတီးရဟတိကိုအများကြီးရှင်းပြထားပါနဲ့ရပ်ပဲလူတီးအကောင့်တွေဖိုလိုရမှနော်အောင်လူရီရှောင်းလောက်ကိုင်းမှာခိုင်းနိုင်ဆိုဒီဘာပြပါပါရဲ့ဒါကသူက master ဖိတ်တဲ့အတွက်သူရဲ့သုံးသက်ရှင်မှာတော့ပိုပြည့်စုံပါလေနော်ရဲ့အတွက်နဲ့သူကကျွန်တော်တို့ရဲ့ well business plan ကိုသူကကျွန်တော်တို့ကဇပိုင်လောက်ရဖို့ဇပိုင်ထိသိရဖို့လေဆိုတာကိုဇပိုင်ဆောင်ရဖို့လေဆိုတော့သူကချုပ်ချေသူက professor က Laurent တို့ရှင်းဖိတ်ရဖို့ရှင်းလဲပြလိုက်တာကို clear ဖိတ်ရဖို့လို့ပြောပါနောက်တစ်ခါ professional ဖိတ်ရပါဖို့နော် professional ဆိုတော့အလုံးနားလည်ပါနော်
profession ဆိုရင်ပညာရှင်ဆန်းဆန်းလို့လည်းပြောတာတယ်ပညာရှင်ဆန်းဆန်းစီးပွားရေးဆန်တာဖို့နော်တကယ် professional ဆန်းဆန်းဖိတ်တာဖို့ရက်ပိုင်ပုံစံမျိုးဖိတ်အောင်ကျွန်တော်တို့ plan ကိုလောက်ရပါဖို့လို့သူကပြောပါတယ်သူကအချက်3ချက်ရှိပါတယ်နော်ကျွန်တော်တို့စီးပွား plan ဒါက plan ရှာတဲ့လူအတွက်ကိုသူ research ဖိတ်ဖို့များပါတယ်ခုနကကျွန်တော်တို့ကအောင်လုံးသူကဆုံးဖြတ်ဖို့လူတွေဖိတ်အတွက်ဒါကိုကျွန်တော်ကဒီချက်ကိုကျွန်တော်ဆွေးနွေးလိုက်ကြကိုလူတွေအတွက်ပို့ပြီးအကျိုးရှိဖို့လို့သုံးသပ်ပြီးကျွန်တော် process ပါနော်ဒါကတော့ခုနပဲကျွန်တော်တို့ရဲ့ business plan ကို well business plan ကို plan ဒီရှင်းလဲကြိတ်လိုက်ပြီးပြည့်စုံရဖို့ရှင်းရဖို့ professional ဆန်ရဖို့လို့ပြောပါတယ်နော်နံပါတ်1တစ်ချက်နောက်တစ်ချက်ကတော့သူကဒါအကန့်ပုထွက်လေးဆိုပဲကျွန်တော်တို့ရဲ့ business plan ဟာဒါကိုအခက်ခံပြီးလောက်ရဖို့လေဆိုတော့အဓိကဒါကကျွန်တော်နဲ့တူပါတယ်သူကတော့ audience 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 ပရိသတ်ပါပရိသတ်ဆိုရဲကျွန်တော်တို့မှာစီးပွားရေးဒီ business market မှာဆိုတော့ကျွန်တော်တို့ရဲ့စောက်သုံးသူပါခုနကျွန်တော်ပြောတဲ့ market မှာရှိတယ်ကျွန်တော်ပစ္စည်းကိုသုံးမဲ့လူတွေပုံမှာအခြေခံပြီးကျွန်တော်တို့ကကွက်တိစီမံဖို့လိုတယ်လို့သူကပြောတယ်ဆိုရရသည်ဇာပိုင်စောက်သုံးသူဟာဇာပိုင်မျိုးဆက်ဖက်နိုင်တယ်ဒါကတော့ကြောင်းပါဆိုတာနော်ဆိုရကတော့ကိုတို့ရဲ့ဒီ internet နယ်ပယ်ထဲကစောက်သုံးသီးလားဆိုကျွန်တော်ကခိုင်ပေထဲကခုနကျွန်တော် program နောက်ပိုင်းတောင်ပိုင်းကျွန်တော်မှဒါကအောင်ပြည့်စုံပါနော်ခုန9ချက်မှာအကုန်ပြည့်စုံကျွန်တော်ကဆွေးနွေးပြီးသားဖြစ်ပါတယ်ဒီကလေးဒါကA ပိုင်း viewer လေးA ပိုင်းသုံးသပ်လို့ရပါတယ်ဒီ business plan ကိုဇာပိုင် grand ပြီးတော့ကတည်းဒါကတကယ်ပါတီအဲ့ဒါတော့နောက်တစ်ခါကိုယ့်ရဲ့ဇီးပွားရေး plan ဟာခုနပိုင်း internet ကျွန်တော်တို့ customer အတွက်လားဒါမှမဟုတ်ကျွန်တော်တို့က investor ရှာတွေအတွက် plan လားဆိုတာတော့ကျွန်တော်တို့ရဲ့ investor တွေ plan ဆိုကလေးသူနဲ့ကွက်တိဖက်အောင်စီမံဖို့တော့လိုတယ်ဆိုပြီးဆိုတာဒုတိယအချက်ပြောပါဆိုစကားဒုတိယအချက်ကတော့ကိုယ့်ရဲ့ plan ကိုကိုတို့ရဲ့လိုအပ်ချက်နဲ့ကွက်တိဖက်အောင်စီမံဖို့လိုတယ်လို့ပြောစားပါနံပါတ်1ကိုပဲကျွန်တော်ကပြောစားနံပါတ်3ကတော့သုံးချက်ပါနံပါတ်3ကတော့regular update ပဲ regularly update လုပ်ဖို့ဆိုရင်ကျွန်တော်တို့မှာနောက်ဆုံး review ပါဒီစကားလုံးဒီပါနော် regularly update ဆိုတာ update ဆိုစကားလုံးကတော့အခုအများနာလေပါလေဖုန်းကင်နဲ့ update ဖြစ်အောင်software update လုပ်ရတယ်ရပ်ပိုင်ဒါကို regularly update လုပ်ခိုင်းတော့ကျွန်တော်တို့ရဲ့ business ချမှတ်တော့တဲ့အကောင့်ဆုံး plan ကိုကျွန်တော်တို့ရဲ့ business grow ဆိုပြီးထွားလာမှုတိုးပွားလာမှုတိုးတက်လာဖို့အတွက် update လုပ်ပါဆိုပြီးသူကအနှိမ့်ချုပ်မှာပါတယ်သူထက်ကထို့ပြန်သူက regular update ကိုဒါအတွက်လုပ်ရဖို့လေဆိုနောက်တစ်ချက်ကသူက market ရဲ့ဈေးကွက်ရဲ့ dynamic change ကိုခေါ်တယ်သူကတော့ dynamic ဆိုတာ ပြောင်းလဲနေတဲ့လိုအပ်ချက်တွေကလူကြီးစားသုံးမှုလိုအပ်ချက်အများကြီးပြောင်းလဲနေပါတယ်ဒါကတော့ဝိမာသူအများရှင်းပြထားတယ်ဈေးကွက်မှာပြောင်းလဲနေတဲ့လိုအပ်ချက်ဒီကပြောပါမလဲစိုက်ပရာခေနဲ့စိုက်ပရာတွေပြောင်းခါတွေစိုက်ပရာတွေဒါနဲ့ဒီလိုပဲရပ်ပဲမျိုးပြောင်းလဲလာတဲ့လိုအပ်ချက်နဲ့လိုက်လျောညီပြောင်း update အမေရိကန်လုပ်ပါကျွန်တော် review မှာဒါပါပြီးသားပါဒါကျွန်တော်ဆိုလိုစားကလေဒီပိုင်းစီးပွားရေးဆိုင်ရာမဟာဗျူဟာMBA ပါလေစီးပွားရေးဆိုင်ရာစီးပွားရေးမဟာစီမံခန့်ခွဲမှုပညာရပ်မှာသင်တွေမှာလေဒီ plan နဲ့ပတ်သက်လို့ဒီစီးပွားရေးစီမံချက်နဲ့ planning ကျွန်တော်တို့အခုအင်းဆွေးနွေးနေတဲ့ business plan နဲ့ပတ်သက်ပြီးအရှုပ်ကဒီ3ခုသူက program ထားပါတယ်နော်ဆိုကေဒီချက်ဒီခြုံလိုက်ကျွန်တော်တို့အတွက်ဘုဒ္ဓရာပူလာတာတွေကိုဆိုင်စားရတာတွေအပညာရှိတိနဲ့အပိုင်ဆိုင်စားပါလားဆိုပြီးကျွန်တော်တို့ဘုဒ္ဓရာတာပါလေလေကားငါထိုက်ကတော့လုံးဝတိတ်မှန်နေတယ်ဆိုတာကိုမြင်ရပါတယ်နော်ဆိုကေကျွန်တော်တို့ဒီပိုင်းစနေအပိုင်းခုန step 5ခုနဲ့ခုနကျွန်တော်တို့သိနေရမလားရဲ့ကျွန်တော် business plan ကို rotation ရှင်းလင်းနဲ့ယူမှလည်းအားလုံးသူလုံးကင်လို့အဆင်ပြေပြီးတိုးတက်တယ်ဆိုတာကိုသိထားတယ်ဆိုကေကျွန်တော် plan ဆွဲတဲ့အခါမှာဒီဟာရှိကိုထည့်လိုက်ကြဆိုကောင်းတဲ့ကောင်းဖို့ပဲရှိမှာလေဆိုအပိုင်းလောက်ခါဖင် business လောက်ကန်းဒီဟာအောင်မယ်ရေဆိုတာသင်ရှားပါတယ်
သိတာပါနော်ဆိုရင်ဒီအလောင်းနဲ့ဘေးအင်းကြီးကျွန်တော်တို့ရဲ့well business plan ကိုအင်းကြီးချုပ်ပါမယ်တတိယဘက်မှာဒါမဲ့ဘက်မှာတို့ကကျွန်တော်တို့ဇာကိုpro ကောင်းဖို့လေးလို့ကျွန်တော်စိုင်းစားနေပါတယ်အရင်ကတော့ကျွန်တော်ကဒီလောက်ဆိုကုမ္ပဏီကောင်း pro များရကုမ္ပဏီကောင်းအောင်ဂျပန်လုပ်ရတဲ့အဓိကကျွန်တော်တို့လက်ရှိကျွန်တော်တို့ pro နားတယ်ဒီမှာကန့်ကွက်မှုပိုင်းဆိုင်ရာဖေးကနေပြီးက risk management ကို pro ကောင်းဖို့လားကောင်းလို့မရတော့မနဲ့တခုရှိတယ်နောက်တစ်ခါကျွန်တော်တို့ရဲ့ကုမ္ပဏီရဲ့စီးပွားရေးကိုဒါပိုင်းကြည့်ကြတော့ဆရာညာကpro စကလုံးနဲ့လေးပါတယ်ကျွန်တော်သတိရလိုက်တယ် business achievement ကျွန်တော်တို့ရဲ့ business achievement အကြောင်းကိုဆွေးနွေးတာဖလားစံတော်ရာအရာဟာ next တစ်ခုရှိပါတယ်အများသဘောတာပဲရှိပါလိမ့်မသိ yes နော်ဟုတ်ပါဆရာကျေးဇူးအများကြီးတင်ပါတယ်ဟုတ်ပါဆိုကေ9 နာရီသို့5မိနစ်တော့လိုသေးတယ်ဟုတ်ပါဆရာ Sara Pro Khari Swini Khari business business plan ကိုကျွန်တော်အင်္ဂလိပ်နဲ့စကားရှင်းပြပေးလိုက်ပါမယ် Sara Pro Khari အထက်ကကျွန်တော်နားလည်ပိုင်ပဲပြောပါမယ် A business plan is a formal written document that outlines a company's goals, strategies, and operational details. It serves as roadmap for the business, and it is often used to secure funding, attract investors, guide decision making. So first step, the executive summary, a brief overview of the business, mission statement, key objectives, and financial highlights. And a company description, there are a business name, location, and legal structure, history and current status, unique value proposition, what makes the business stand out. And another fact is market analysis, industry trends, and outlook, target market, customer demographics, needs, and behavior. Competitor analysis, strengths, weaknesses, and market positioning. That will be we have to do. Now, organization and management, that the company structure, there will be ownership, leadership team, and key personnel, roles and responsibilities. And another factor will be products or services. There will be a description of offerings, competitive advantages, features, pricing, intellectual property. And another one will be marketing and sales strategy. How the business will attract and retain customers. There will be pricing, promotion, distribution, and sales tactics. And another one will be funding request. If applicable, there will be amount of funding needed. Purposes of funds, for example, equipment, for hiring, for marketing. A repayment plan for loans or equity terms.
for investors. And another factor is financial projects. When you forecast that will be 3 to 5 years, we have to try. Profit and loss statements, cash flow analysis, balance sheet, break-even analysis. And another fact will be appendix optional supporting documents that will resume permits, patents, legal agreements. So why are business plans important? That must be, we have to find out. Business plans will help secure loans or investments. It guides business strategy and decision making. It identifies potential risks and opportunities. It keeps the team aligned on goals. That is today Suravi Uamda explain us. All right, thank you so much. So good. Suravi Uamda business. ကောင်းစကားဆိုနေလို့စကားပြောလို့မကောင်းပါစကားကောင်းกว่าကြသူက business plan ကတော့အမှန်တကယ်အရေးကြီးပါတယ်အရေးကြီးတွေဆိုတွေအတိုင်းတာတဲ့ကျွန်တော်တို့ရခိုင်လူမျိုးတွေအတွက်ဆိုပြီးပို့ပြီးကအရေးကြီးပါတယ်ကျွန်တော်တို့ငွေတိကိုဇာအတွက်စုထားလဲဇာအတွက်နေပြီးတော့ဟလာဒီ investment လုပ်ဖို့ closer နေကြလေဆိုစတရားပဲအမျိုးပေါင်းများများစွာကျွန်တော်တို့စိုင်းစားပြီးတော့လောက်ကန်ဆောင်ရတာတွေအခင်းမျိုးလိုဖိုက်ပါလေကျွန်တော်တို့ဆွေးနွေးနေတဲ့အကောင့်လာတိကလုံလောက်ဖို့တော့မဟုတ်ပါကျွန်တော်တို့ရခိုင်လူမျိုးတွေအတွက်ဆိုပြီးအများကြီးလိုအပ်ချက်တွေရှိနေပါလေကျွန်တော်တို့ကိုစားပြီးတည်ဆောက်ရဖို့နိုင်ပြီးဖြစ်ပါလေဒီကောက်ဝါရဒီလောက်နဲ့ကျွန်တော်တို့နားခဲ့ပါမယ်စာကြီးဟိုအောင်တာကျွန်တော်တို့ကိုနောက်ဆုံးကျွန်တော်တို့program ဆိုတာဒီကိုဆက်လက်ပြီးဆွေးနွေးပြီးပါစရာဟုတ်ပါစရာဒီနေ့ကတော့အခရာဟိုအားတော့အထူးpro ပါရကျွန်တော်တို့ခုနကပြောဟာပြည့်စုံပါတယ်ကျွန်တော်တို့အခုဆွေးနွေးလာဟာတကယ်တမ်းဆိုကြဒီ within 6 week crowd အတွင်းမှာ crowd ရှိပါရဲ့နော် crowd တဲ့အတွင်းမှာကျွန်တော်တို့တနေ့ကိုတနာရီခွေးနာရီစသဖြင့်အဲ့လောက်ဆွေးနွေးလာဟာအခုဆိုကြကုမ္ပဏီတစ်ခုရဲ့knowledge တွေကုမ္ပဏီတို့ရဲ့ structure တွေကုမ္ပဏီတစ်ခုရဲ့အလုပ်လုပ်ပုံကုမ္ပဏီတို့ရဲ့စီမံခန့်ခွဲပုံဖွဲ့စည်းပုံဌာနနဲ့တည်ဆောက်ပုံကအစပြည့်စုံနေပါရဒီကလေးကျွန်တော်တို့ကကျွန်တော်တို့ရဲ့အခုကုမ္ပဏီရောမဆန်မှာပါဝင်ပြီးကျွန်တော်တို့ရဲ့ partner တွေကျွန်တော်ရဲ့ shareholder တွေဟာဒီကျွန်တော်တို့ရဲ့စီးပွားရေးနေပေကစီးပွားရေး business လုပ်နေတဲ့လူနေပါပြီးအခါအထွာစုံကခိုက်တဲ့အတွက်ကိုအရကရှိတိကိုဒီ business နဲ့ပတ်သက်တဲ့စီးပွားရေးနဲ့ပတ်သက်တဲ့ဘ ഹു တုတာစီးပွားနဲ့ပတ်သက်တဲ့အတွေ့အခိုးစီးပွားနဲ့ပတ်သက်တဲ့အယူဆစီးပွားရေးအတွေ့အမြင်ရှိတို့စီရှင်နေစေတနာနဲ့ကျွန်တော်တို့ပို့လာစာတို့ခါအခုဆိုရင်စီးပွားအလုပ်ကုမ္ပဏီကိုထောင်ပြီးအလုပ်လုပ်ရတဲ့အဆင့်ကိုနော်ကုမ္ပဏီကို launch လုပ်ပြီးလက်ရှိ round တွေအထိကိုreview လုပ်ရဖို့ဒီကိုပြည့်စုံနေရတော့ဖိုက်ပါတယ်တဲ့နဲ့လုပ်ငန်းဒီဟာက business လုပ်ငန်းတစ်ခုဟာကလည်းဆိုစာကလည်း pro ကတော့ခါ pro လို့မကုန်ပါသူရဲ့ shoot down မျိုးစုံကရှိပါတယ်နော်ဆိုခါကျွန်တော်တို့အတန်းနိုင်ဆုံးကိုလူတီနဲ့စဟပ်ပြီးအကျိုးရှိနိုင်ဆုံးဟာကိုကျွန်တော်တို့
ဆိုင်တာပြီးကေပရိုခါကဲဆိုဖိတ်တဲ့အတွက်ကျွန်တော်တို့မှာအပရဏဆွေးနွေးမှုလိုအပ်ပါတယ်ရရှင်ကလေးအခက်အခဲရှိတယ်ဆိုခါကျွန်တော်တို့နောက်ဘက်ဒီမှာလည်းကျွန်တော်တို့ခုနပြပိုင်းကျွန်တော်အခုစဉ်းစားထားပါလေစဉ်းစားထားနှစ်ခုရှိတယ်အခါလေးကျွန်တော်တို့အဆင်ပြေဖို့ထင်စားဖို့ဒုက္ခကျွန်တော်တို့ကုသိုလ်ပြီးကေကျွန်တော်တို့ရှေးဟောတာဒီကျွန်တော်တို့ရဲ့မိတ်ဆွေတိကဓမ္မမဟင်းကေကျွန်တော်တို့ကအကောင်းဆုံးမဟင်းကလေးကုသိုလ်ပြီးကေဒုက္ခပရိုစီချင်းကေဆိုကေကျွန်တော်တို့ကပရိုဖို့အတွက်ကတော့ဒါကကျွန်တော်လူနေလို့ပဲသဘောထားပါလေကိုရခိုင်သူရခိုင်သားအရခတ်တိုင်းသူတိုင်းသားပြည်သူပြည်သားဒါနိုင်ငံကိုတော့ဟိုလူမျိုးတည်းရဲ့အမရင်ခြေဖို့အတွက်ဆိုပြီးတော့ကျွန်တော်တို့လုပ်ပြီးပါဖို့ဒါလူဖက်ကျွန်တော်မောင်းဖူမောင်းနေမောင်းဝါမပါဒါကျွန်တော်တို့အမျိုးသားတွေစိတ်တိုင်းနဲ့လူနေကတက်ဖိတ်တဲ့အတွက်နဲ့ဆိုခါဒီမှာပါလာဒီကလည်းအလုံးသောပုဂ္ဂိုလ်ဒီကကျွန်တော်တို့အမျိုးသားရေးစိတ်ဓာတ်နှင်းလို့ပါဝင်ပူပေါင်းလာကြတယ်ဆိုစားလေကျွန်တော်ထင်ရှားပါတယ်နော်ကျွန်တော်တို့ပညာရေးခွင့်ရကနေသဖြင့်ဒီဘက်မျိုးကျွန်တော်တို့တိဆောက်ဖို့တယ်ဆိုတော့ကျွန်တော်တို့ပြန်အောင်လောက်ကပ်ပါမယ်ဆရာဦးထမ်းရဲ့ဦးနာပရိုစာအရမှန်ပါတယ်ကျွန်တော်တို့သွေးရှိနဲ့ကြရပါဖို့ကျွန်တော်တို့ဒီပုံမှန်အခရီးနေမှာအလုံးလုံးနေတာဆိုမဟုတ်ပါပုံမှန်အခရီးနေတစ်ခုမှာပုံမှန်ဒီအခရီးနေတစ်ခုမှာကျွန်တော်တို့ပုံပြီးထောင်နေရဆိုမဟုတ်ပါနော်အောင်လို့သိပါတယ်ဒီလောက်ဆိုပြီးအောင်လုံးကျွန်တော်တို့ရဲ့ကိုယ့်ရဲ့အမျိုးလူဒီကိုယ့်ရဲ့အရခတိဘီလူဘီလွာလူလွာသီလူသီကျိုးလူကျိုးပေးလူပေးနဲ့မျိုးမျိုးကာလအရှင်ကာလမှာဒီကလေးကျွန်တော်တို့ကိုယ့်အရခပြည်နေတစ်ခုကိုယ်ပိုင်စီမံခွဲရခဲ့ကျွန်တော်တို့ဇာပိုင်ကိုဒေတာကိုထောက်ပံ့ပြီးဖို့လေဆိုရယ်ချူတောင်းရှိကနေပြီးကေနော်အမှန်တရားရှိတဲ့တခုတွေမဟုတ်ဒီကလေးကျွန်တော်တို့က business စီးပွားရေးနဲ့ပညာရဟာစီးပွားရေးတိုင်းပြည်တစ်ပြည်လူမျိုးတစ်မျိုးတိုးတက်တဲ့ fund တွေဆိုတာကစီးပွားရေးဖိချာချမ်းသာမှာမဟုတ်ပါလားရေစီးပွားရေးချမ်းသာဖို့လိုပါတယ်။ညာနဲ့အခုဆိုကလေးကဘာမှထောင်လုံးနေဒီအခုတရုတ်ပြည်ကအစစီးပွားရေးကောင်းလို့ပါလေဖိချာကောင်းလို့ဝင်ရှိလို့ပါလေဆိုကြကျွန်တော်တို့လေဒီရှင်းရှိဖို့လိုပါတယ်ကလာတဲ့တောင်လုပ်ဖို့လိုပါတယ်ပွင့်နေပရောဆိုကြနော်ဆိုကြကျွန်တော်တို့ဒီပိုင်းအမျိုးနဲ့ကျွန်တော်တို့လောက်ကတိဒုက္ခခုနစနိုက်ကိုလေးသိရဆိုရင်လူနဲ့မဆိုင်ပါကျွန်တော်သီလကလေးကျွန်တော်ရဲ့မိတ်ဆွေတီလုပ်လို့ရတယ်ထို့တူရဲလူသီလကလေးဒီ system တဲ့လောက်လို့ဆိုကြလုပ်လို့ရပါတယ်ဒီချိန်ဒီကိုတော့ကျွန်တော်တို့ဒီဟာတွေးတီဝင်အောင်ဒီပိုင်းဒီအတွေ့အထိကိုလက်တွေ့ကျင့်သုံးနိုင်အောင်တန်းနိုင်ဆုံးကျွန်တော်တို့program ပြီးဆွေးနွေးပြပါမယ်လို့ broker ရဲ့နဲ့အခုလိုအရှင်ပြီးတဲ့တော့လာခဲ့တယ်ကျွန်တော်တို့ရဲ့အနေနဲ့အရာအပြည့်ပြည့်ရောမလို့ကနော်နိုင်ငံပေါင်းစုံကကျွန်တော်တို့ရဲ့အရခမြို့နေသူအားလုံးကျွန်တော်တို့ဆရာဟောတာအားလုံးကိုလေးစားပါတယ်ဂါရဝပြုပါတယ်လို့ program ရဲ့နဲ့နေကုန်းချုပ်ပရာစီအားလုံးကိုနှုတ်ဆက်ပါတယ်နော်ကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါဆရာအာလီဘဘာ